ညတိုင်းကျွန်တော်အမေဟာကြောက်မက်ဖွယ်ကောင်းတဲ့ညှဉ်းပန်းနှိပ်စက်မှုတွေကိုခံခဲ့ရပါတယ်ကျွန်တော်အဖိုးကအမေကိုအိမ်ရဲ့ထုတ်တန်းမှာကျိုးနဲ့ဆွဲချထားပြီးခါးကိုလည်းပိုးပဲကျိုးတွေနဲ့အသက်ရှူမဝအောင်တင်းတင်းကြပ်ကြပ်စီးနှောင်ထားတတ်တာပါအဲ့ဒါနဲ့မကသေးဘူးအမေရဲ့ခြေထောက်နှစ်ဖက်မှာလည်းတင်မောသီးတွေကိုတလုံးစီဆွဲချထားပြန်ပါသေးတယ်ဒီနှိပ်စက်မှုတွေကိုအမေကမနှဲအောင်အသေးခံနေရတဲ့အချိန်မှာအဖိုးကတင်မောသီးတို့ဤတပုံလုံးကိုအတင်းအဓမ္မတောက်ခိုင်းပါတော့တယ်အချိန်တွေကြာလာတာနဲ့အမျှအမေဟာခါးသေးရင်ချီခြေတံရှည်လျားပြီးအသားရည်ကလည်းနူးညံ့ချုံမွေ့လာခဲ့ပါတယ်အမေရဲ့တကိုယ်လုံးမှာလည်းချုံမြိန်တဲ့နိုးနံတင်းတင်းလေးတွေဆွဲကြံနေခဲ့ပါပြီဒါပေမဲ့တနေ့မှာတော့အဖိုးကအမေကိုဝါကင်ကမျက်စိခေါ်သွားပြီးနဂါးမင်းစီမှာပူဇော်တက်ကအဖြစ်ဆက်တလိုက်ပါတော့တယ်အမေဘာမှတောင်ပြန်မလုံနိုင်ခင်မှာပဲနဂါးနန်းတော်စီကိုအတင်းအဓမ္မဆွဲခေါ်သွားခြင်းခံခဲ့ရပါတယ်ရှင်လူယုံမှာပဲကျမကိုလှုပ်ဆန်းလို့အမေကအော်ဟစ်ခဲ့ပေမဲ့နဂါးမင်းကတော့ဂယုမဆိုင်ပဲအမေကိုအဓမ္မပြုခြင်းခဲ့ပါတယ်နားတယ်ဘသူကထင်ထားမှလဲလောက်ဝတ်တောင်မပြေးခင်မှာပဲအမေရဲ့ဝမ်းပိုက်ကတိတိတတ်တာကြီးထွက်လာခဲ့ပါတယ်နဂါးမင်းကတော့အယမ်းကိုဝမ်းသာအားရဖြစ်သွားပြီးနဂါးနန်းတော်မှာချက်ချင်းဆိုသလိုစပွဲတောက်ပွဲကြီးကျင်းပပါတော့တယ်အမေကတော့နဂါးမင်းရဲ့ရင်သွေးကိုလွှဲထားရပြီမို့ဂုံတိတ်ခါနဲ့အဆင့်တန်းတစ်ခုရတော့မယ်လို့တိတ်တဆိတ်မျှော်လင့်နေခဲ့တာပါဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲနဂါးမင်းရဲ့အေးဆက်လာတဲ့အတန်ကြီးထွက်ပေါ်လာပါတယ်ဒီနဂါးလေးမွေးလာတာနဲ့တပြိုင်နက်ငါသူ့ကိုအရှင်လက်လက်ဝါမျိုးပြင်မယ်သူ့စီကစစ်မှန်တဲ့နဂါးသွေးမျိုးဆက်ကိုတုံးပြီးငါရဲ့တန်ခိုးအာနာကိုနောက်ထပ်နှစ်ပေါင်း100တိုးအောင်လုပ်မယ်အမေဟာကျွန်တော်ကိုဒီလောကထဲဘေးကင်းကင်းနဲ့ရောက်လာစေချင်တာတခုတည်းကြောင့်နောက်ဆုံးရှိတဲ့အားအင်တွေကိုစုစည်းပြီးနဂါးနန်းတော်ကနေထွက်ပြေးလာခဲ့ပါတယ်ကံကောင်းချင်တော့လမ်းမှာလူသားအဖြစ်ပြောင်းလဲဖို့ကြိုးစားရင်းဒဏ်ရာဗရပွားနဲ့ကြာရှုံးနေတဲ့မွေစိမ့်မလေးတစ်ကောင်နဲ့ဆုံခဲ့ပါတယ်အမေဟာတုံရင်နဲ့မွေးကင်းစကျွန်တော်ကိုကမ်းပေးရင်းအားနဲ့လာတဲ့အတန်နဲ့တောင်းပန်ရှာပါတယ်ဂျေဇုပြုပြီးဒီကလေးကိုစောင့်ရှောက်ပေးပါသူကစစ်မှန်တဲ့နဂါးသွေးပါတဲ့နဂါးသားတော်လေးပါဒီနေ့ကျရင်သူကမင်းရဲ့ဂျေဇုကိုပြန်ဆက်ပါလိမ့်မယ်အမေရဲ့စကားတန်တွေမဆုံးခင်မှာပဲအမေဟာပင်မနွမ်းနယ်လွန်းလို့လဲကျသွားပြီးဝါကင်ကမြစ်ရဲ့ရေစီးတန်တန်တွေကိုမျောပါသွားပါတော့တယ်အဲ့ဒီနောက်ပိုင်းအမေကိုဘယ်သူမှတခါမှပြန်မတွေ့ရတော့ပါဘူးအဲ့ဒီနောက်မှာတော့ဒဏ်ရာရထားတဲ့မွေစိမ့်မလေးဟာရှာလေးတစ်ချက်ထုတ်လိုက်ပြီးစိမ့်ဆိုတဲ့ဝတ်စုံကိုဝတ်ဆင်ထားတဲ့ကြော်ရှင်းလှပတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပြောင်းလဲသွားပါတယ်ပြီးတော့ကျွန်တော်ကိုသူ့ရင်ခွင်ထဲမှာအသားအရပွေ့ပိုက်လိုက်ပြီးကောင်းပြီလေငါနာမည်ကလျိုဝလင်တဲ့ဒီနေ့ကစားပြီးငါကမင်းရဲ့ဆရာသခင်ပဲအဲ့ဒီညမှာပဲသူမကကျွန်တော်ကိုနဂါးသားတော်ဖြစ်ကြောင်းတကဘာလုံးကိုကြေညာလိုက်ပါတယ်နဂါးရဲ့အရေးရောင်ကိန်းဝတ်နေသူတိုင်းဟာကြီးပွားချမ်းသာပြီးထိတ်တန်းကိုရောက်မယ်လို့လူတွေကယုံကြည်နေကြတာပါဒီသတင်းပြန့်နှံ့သွားပြီးမကြခင်မှာပဲမုံတိုင်းထန်နေတဲ့ကြားထဲကနေကျွန်တော်တို့အိမ်ရှိကိုလက်ထက်ခွင့်တောင်းသူတွေဟာအသားနဲ့ရတဲ့ဝန်ပလွေတွေလိုအလူရဲရောက်လာကြပါတော့တယ်တထေးကြီးတွေကရွှေတုံးတွေယူလာကြသလိုအရာရှိကြီးတွေကလည်းမြေကွက်ပိုင်ဆိုင်မှုစာချုပ်တွေနဲ့ရောက်လာကြပါတယ်ဒါပေမဲ့ကျွန်တော်ဆရာကတော့ကျွန်တော်ကိုပွေ့ချီထားရင်တမဏိစီကံတစ်ခုကိုထုတ်ပြန်လိုက်ပါတယ်ဖီးနစ်ကန်ကြမှာပါတဲ့မိန်းကလေးဖီးနစ်ရက်မှာမွေးဖွားတဲ့မိန်းကလေးတယောက်ပဲငါတပိနဲ့လက်ထပ်နိုင်မယ်ပြီးတော့မှငါတပိရဲ့နဂါးရှိန်လွာကိုတုံးပြီးသူမရဲ့ကန်ကြမှာကိုပြောင်းလဲနိုင်လိမ့်မယ်တချို့လူတွေကတန်တရားဝင်ပြီးမေးခွန်းထုတ်ကြပါတယ်ဒါကိုကျွန်တော်တို့ကဘာလို့ယုံရမှာလဲဒီကလေးကတကယ်နဂါးသားတော်ဆိုတာဘလို့တက်တည်ပြမလဲကျွန်တော်ဆရာကပြန်မငင်းပဲကျွန်တော်ကိုအသားရပုတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာကျွန်တော်ကအတန်ကုန်အောင်ကိုလိုက်တဲ့အခါအံ့ဩဖို့ကောင်းတာကကျွန်တော်ရဲ့ငိုတန်ဟာမမြင်နိုင်တဲ့တိုင်းတစ်ခုလိုဖြစ်သွားပါတယ်ကျွန်တော်ရဲ့ပက်လက်သုံးပေအတွင်းမှာမုံတိုင်းတွေဟာနံရံတစ်ခုနဲ့စောက်မိတယ်လို့မျိုးလုံးဝရက်တန့်သွားပြီးအရက်မျက်နှာအနှံ့ကိုလွတ်ဆင်သွားပါတော့တယ်အဲ့ဒီမြင်ကွင်းကိုကြည့်ပြီးလူအုပ်ကြီးဟာယူမတက်အံ့ဩသွားကြပြီးဒူးထောက်ကကောင်းချီးမင်္ဂလာတွေတောင်းခံကြပါတော့တယ်အားလုံးကသူတို့ရဲ့သမီးတွေကိုရွေးချယ်ခံရဖို့အတွက်အသီးသီးမျှော်လင့်နေကြပါပြီအစစ်စစ်စီးစစ်ရွေးချယ်ပြီးတဲ့နောက်မှာတော့ကျွန်တော်ဆရာဟာအသက်2နှစ်အရွယ်ဖီနစ်ကန်ကျမပါတဲ့မိန်းကလေး18ယောက်ကိုနောက်ဆုံးအနေနဲ့ရွေးထုတ်လိုက်ပါတယ်အဲ့ဒီနောက်သူမဟာကျွန်တော်ရဲ့လက်ထိတ်လေးကိုခပ်ဖွားဖွားလေးဖောက်လိုက်ပြီးကျွန်တော်နဲ့အဲ့ဒီမိန်းကလေးတွေကိုဂတိကဝတ်စာချုပ်တစ်ခုနဲ့ချီနှောင်လိုက်ပါတော့တယ်ပြီးတော့အဲ့ဒီညမှာကျွန်တော်ကိုသူတို့ရဲ့အသက်နဲ့လဲပြီးကာကွယ်ပေးဖို့အမိန့်ပေးလိုက်ပါတယ်တကယ်ကိုပဲအဲ့ဒီညမှာမိုးကြိုးတွေတဖြုံဖြုံပစ်ချလာပါတော့တယ်ရာစုနှစ်တစ်ခုမှာတခါမှမကြုံဘူးတဲ့တီးထန်တဲ့မိုးတံကြောင့်ဝါကင်ကမြည်ရည်ဟာတောင်းကျမ်းနေတဲ့တာရဲတကောင်လိုကမ်းမတွေကိုရိုက်ခတ်နေခဲ့ပါတယ်မြေကြီးတွေတောင်တုံဟိန်းနေပြီးလေထဲမှာတော့ကြောက်မက်ဖွယ်ကောင်းတဲ့နဂါးဟောက်တန်ကြီးတစ်ခုပါလာခဲ့ပါတယ်နဂါးမင်းဟာကျွန်တော်စီကထွက်ပေါ်နေတဲ့သေးငယ်လာတဲ့နဂါးအရှိန်ဝါလေးနောက်ကိုလိုက်ပြီးကျွန်တော်ကိုရှာတွေ့သွားခဲ့တာပါဒါပေမဲ့ကံကောင်းတာကကျွန်တော်ကိုကာကွယ်ပေးထားတဲ့ဖီနစ်မဲ18ယောက်ရဲ့ဖီနစ်အရှိန်ဝါတွေကြောင့်ကျွန်တော်ဟာဘာဘေးမှမတည်ပဲမနက်အထိနှစ်ချိုက်အိပ်ပျော်သွားခဲ့ပါတယ်နောက်တစ်နေ့မနက်မှာတော့ကျွန်တော်ဆရာကအဲ့ဒီမိန်းကလေးတွေအားလုံးကိုအိမ်ပြန်ခိုင်းလိုက်ပြီးသူတို့ရဲ့မိသားစုတွေကိုပြင်းထန်တဲ့တတိပေးချက်တစ်ခုပေးလိုက်ပါတယ်ဒီနေ့ကစားပြီးဒီမိန်းကလေးတွေအားလုံးဟာဘဝရဲ့အထိတ်အသီးကိုရောက်သွားလိမ့်မယ်မင်းတို့မိသားစုတွေလည်းအဆက်မတန်ချမ်းသာကြွယ်ဝလာလိမ့်မယ်ဒါပေမဲ့အဲ့ဒီကံကောင်းခြင်းတွေက18နှစ်ပဲခံလိမ့်မယ်18နှစ်ပြည့်တဲ့အခါသူတို့တွေကတယောက်ယောက်ကငါတပိနဲ့လက်ထပ်ရမယ်တကယ်လို့မင်းတို့ကဒီဂတိကိုဖောက်ဖျက်ခဲ့ရင်တော့မင်းတို့ရဲ့ကံတရားတွေအကုန်ခန်းချောက်သွားပြီးဘေးဒုက္ခတွေတစ်ခုပြီးတစ်ခုရောက်လာလိမ့်မယ်ကျွန်တော်ဆရာပြောခဲ့သလိုပါပဲစာချုပ်နဲ့ချီနှောင်ခံထားရတဲ့ဖီနစ်မဲ18ယောက်လုံးဟာမယုံနိုင်လောက်အောင်ကံကောင်းလာကြပါတော့တယ်ကံကောင်းဆုံးမိန်းကလေးဆိုရင်ကျောင်းဆောင်ကအပြန်မှာထီလက်မှတ်တစ်ဆောင်ကောက်ရပြီးတန်း900တောင်ပေါက်သွားခဲ့ပါတယ်တာမန်လုံသမားမိသားစုလေးကနေညာရင်းချင်းပဲထိတ်တန်းတထေးကြီးတွေဖြစ်သွားခဲ့တာပါ
ကန်နှိမ်စုံမိန်းကလေးတောင်မှ3လအကြာမှာသူမရဲ့ဇာတိမြေကအိုးအိမ်ဖြတ်သိမ်းမှုရော်ချင်းငွေအနေနဲ့ကနန်း8လုံးတန်တဲ့ပမာဏကိုရရှိခဲ့ပါတယ်။အဲ့ဒီမိသားစု18ခုလုံးဟာညတွင်ချင်းချမ်းသာသွားကြပြီးစီးစိမ်ချမ်းသာတွေနဲ့နေထိုင်ခဲ့ကြပါတယ်။ဒါပေမဲ့ကျွန်တော်ဆရာကတော့အဲ့ဒီအပေါ်မှာဘယ်တော့မှပျော်ရွှင်ပုံမရခဲ့ပါဘူး။အဲ့ဒီနောက်ကျွန်တော်ရဲ့8နှစ်ပြည့်မွေးနေ့ရောက်တော့ကြည်လင်နေတဲ့ကောင်းကင်ကြီးဟာဘာတတိပေးချက်မှမရှိဘဲမြင်းမောင်နေတဲ့တိမ်တိုက်ကြီးတွေနဲ့ဖုံးလွှမ်းသွားပါတော့တယ်။ရှူးပိုင်အခုချက်ချင်းဒီကိုလာခဲ့။အဲ့ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အချိန်မှာဆရာရဲ့မျက်နှာဟာချက်ချင်းပြောင်းလဲသွားပြီးကျွန်တော်တခါမှမကြားဘူးတဲ့စိုးရိမ်တကြီးအော်တန်မျိုးနဲ့ခေါ်လိုက်ပါတယ်။ဒီနေ့နဲ့တန်းခေါင်မှာမင်းအသက်8နှစ်ပြည့်ပြီ။မင်းရဲ့စစ်မှန်တဲ့ငကားသွေးမျိုးဆက်ကစတင်လို့ထလာတော့မယ်။မင်းရဲ့ငကားရှိန်ဝါကိုလည်းဖုံးကွယ်ထားဖို့မလွယ်တော့ဘူး။ပြီးခဲ့တဲ့8နှစ်ပတ်လုံးငါရဲ့ကြင်ကြံအားတွေကိုသုံးပြီးဖီးနဲ့အရှိန်ဝါနဲ့ငကားရှိန်ဝါကြားကညီမျှမှုကိုထိမ့်သိမ်းပေးခဲ့တာ။ဒါပေမဲ့အခုတော့ငါထပ်ပြီးမထိန်ထားနိုင်တော့ဘူး။ငါအခုတရားဝင်ကြင်ကြံခြင်းထဲဝင်ပြီးအိတ်ဆက်အနားယူရတော့မယ်။ဒီနေ့ကစားပြီးငါမင်းကိုထပ်ပြီးမကာကွယ်ပေးနိုင်တော့ဘူး။မင်းဒီလန်းကိုမင်းဘာသာမင်းဆက်လျှောက်ရလိမ့်မယ်။နောက်ထပ်10နှစ်ပတ်လုံးငါပေးထားတဲ့လိပ်စာတွေအတိုင်းတစ်နှစ်ကိုဖီးနဲ့မယ်တယောက်စီမှာသွားပြီးနေထိုင်ရမယ်။သူတို့နဲ့အတူရှင်တွဲနေထိုင်ပြီးဆက်နွယ်နေတဲ့ကံကြမ္မာကိုမျှဝေခံစားတာကငကားမင်းရဲ့အာယုံတွေကိုဝေဝါးသွားစေလိမ့်မယ်။အဲ့ဒါမှသူကမင်းဘယ်မှာရှိနေလဲဆိုတာကိုအတိအကျရှာမတွေ့နိုင်မှာ။ဒီမျက်မှန်ကလူတွေရဲ့အမြင်ကိုလှည့်စားဖို့တင်မဟုတ်ဘူး။ဒါဟာငါရဲ့အသက်တက်နဲ့တုံးလှုပ်ထားတဲ့တစိတ်ခတ်နှိမ်မှုတစ်ခုပဲ။မင်းရဲ့မျက်သူငယ်အိမ်ထဲကထူးဆန်းတဲ့အမှတ်သားတွေကိုဒီမျက်မှန်ကနှိမ်နှင်းပေးထားလိမ့်မယ်။မင်းဟာမျက်မမြင်တယောက်လိုဟန်ဆောင်နေထိုင်ရမယ်။ဘယ်သူ့ကိုမှအထူးသဖြင့်အဲ့ဒီမိသားစု18ခုကိုမင်းရဲ့မျက်လုံးထဲမှာဘာရှိလဲဆိုတာလုံးဝအသိမပေးရဘူး။မင်းစီကငကားရှိန်ဝါရိုစိမ့်ထွက်လာတာနဲ့တပြိုင်နက်ငကားမင်းကမင်းနောက်ကိုချက်ချင်းလိုက်လာလိမ့်မယ်။အဲ့ဒီအချိန်ကျရင်ဘယ်သူမှမင်းရဲ့အသက်ကိုကယ်နိုင်မှာမဟုတ်တော့ဘူး။ဆရာဖြစ်သူကစကားလဲဆုံးရောသူမရဲ့ပုံရိပ်ဟာတဖြည်းဖြည်းနဲ့ကြည်လင်သွားပြီးငွေစိမ်းရောင်မီးခိုးငွေလေးအဖြစ်ပြောင်းလဲကလေထဲမှာပျောက်ကွယ်သွားပါတော့တယ်။နောက်တစ်နေ့မှာတော့ကျွန်တော်ဟာမျက်မှန်မဲကိုတက်ဖီးနစ်မယ်ရီရဲ့လိပ်စာတွေရေးထွင်းထားတဲ့တစ်သားတစ်စိပ်ပြား18ခုကိုလက်ထဲမှာတင်းတင်းဆုပ်ကင်ပြီးအိမ်ထဲကနေတယောက်တည်းထွက်လာခဲ့ပါတယ်။ကျွန်တော်ဟာတစ်စိပ်ပြားတစ်ခုကိုကြာပန်းလိုက်ပြီးပါရှိတဲ့လိပ်စာအတိုင်းမြို့ထဲကိုဥတီထွက်ခွာလာခဲ့ပါတယ်။အိမ်နဲ့နီးလာတဲ့အခါမှာတော့ကျွန်တော်ဟာတမင်တက်ခြေလမ်းတွေကိုနှိပ်ကွေးလိုက်ပြီးလမ်းဆန်းနေတဲ့မျက်မမြင်ကလေးတစ်ယောက်လိုဟန်ဆောင်ကလမ်းမေးရင်းအိမ်ရှိဂိတ်တကားဝအထိတရွေ့ရွေ့လျှောက်လာခဲ့ပါတယ်။ပြီးတော့လူခေါ်ဘဲကိုအตาရနှိပ်လိုက်ပါတယ်။တကားလာဖွင့်ပေးတာကတော့အဲ့ဒီမိန်းကလေးရဲ့အမေပါ။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကသွေးကတိကဝတ်ပြုထားတဲ့တစိပ်ပြားကိုကျွန်တော်အမြန်ထုတ်ပြလိုက်ပြီးသူမတို့အိမ်မှာတစ်နှစ်လောက်တဲကိုခွင့်ပေးဖို့တိုးတိုးလေးတောင်းပန်ခဲ့ပါတယ်။အစပိုင်းမှာတော့အဲ့ဒီမိန်းကလေးရဲ့မိသားစုဟာတစိပ်ပြားနဲ့ငကားအရှိန်ဝါကိုအားနာတာကြောင့်ကျွန်တော်အပေါ်ရင်ရင်ကြေးဆက်ဆံကြပါတယ်။ဒါပေမဲ့အချိန်တွေကြာလာတာနဲ့အမျှကျွန်တော်မှဘယ်သူမှမရှိတော့ဘူးဆိုတာကိုသူတို့ရိပ်မိလာကြပါတယ်။ကျွန်တော်ဆရာပျောက်ကွယ်သွားတာကိုလည်းသိသွားရောသူတို့ရဲ့ဆက်ဆံရေးဟာတစ်နေ့ထက်တစ်နေ့ပိုပြီးအေးဆက်လာပါတော့တယ်။သူတို့ရဲ့မျက်နှာပေါ်မှာကျွန်တော်အပေါ်မထင်မှတ်တဲ့အထင်မြင်သေးမှုတွေကိုအထင်ရှားမြင်နေရပါတယ်။အဆိုးဆုံးကတော့ကျွန်တော်အသက်12နှစ်အရွယ်စက်ထမမြောက်ဖီးနစ်မယ်ဖြစ်တဲ့ပိုင်နေပင်းရဲ့အိမ်မှာနေထိုင်ရတဲ့အချိန်မှာပါအဲ့ဒီအချိန်မှာသူမကအသက်14နှစ်ရှိနေပြီဖြစ်ပြီးမတ်မွန်ပွင့်လို့လှပတဲ့မျက်လုံးတွေနဲ့တထေးသမီးလေးတစ်ယောက်ရဲ့မာနာကြီးတဲ့အရှိန်အဝါတွေရှိနေပါတယ်ကျွန်တော်သူမတို့အိမ်ထဲကိုခြေချလိုက်တဲ့အချိန်ကစပြီးသူမဟာကျွန်တော်ကိုမျက်လုံးချင်းတောင်တစ်ခါမှစုံမကြည့်ခဲ့ပါဘူးသူမအတွက်တော့ကျွန်တော်ဟာစိတ်ရှုပ်စရာကောင်းတဲ့မျက်မမြင်ကလေးတစ်ယောက်တက်ပါပဲသူမကကျွန်တော်ကိုနှိမ်ကြတဲ့ခွေးတစ်ကောင်လိုသဘောထားပြီးခိုင်းကျင်တယ်လို့ခိုင်းတတ်ပါတယ်သူမရဲ့ပစ္စည်းတွေကိုလည်းလုံးဝအထိမခံပါဘူးကျွန်တော်နဲ့တခန်းထဲမှာအတူအိပ်ဖို့ညှင်းဆန်ရုံတင်မကပဲနေတိုင်းကျွန်တော်ကိုဒူးထောက်ခိုင်းပြီးသူမရဲ့ခြေထောက်တွေကိုဆေးခိုင်းနှိပ်ခိုင်းတတ်ပါတယ်တခါကကျွန်တော်ကနည်းနည်းလေးနှိပ်ကွေးသွားတဲ့အခါမှာသူမကဒေါသအကြီးနဲ့ကျွန်တော်ခေါင်းကိုဆွဲကင်ပြီးခြေဆေးတဲ့စလုံးတွေကိုအတင်းဖိနေပါတော့တယ်ပြီးတော့ညစ်ပတ်နေတဲ့သူမရဲ့ခြေဆေးရည်တွေကိုကျွန်တော်ကိုအတင်းတောက်ခိုင်းတာပါကျွန်တော်ကရှိသမျှအားနဲ့ရုန်းကန်ခဲ့တဲ့အတွက်သူမကစလုံးကိုကန်ထုတ်လိုက်ပြီးနန်စော်နေတဲ့အဲ့ဒီရည်ညစ်တွေနဲ့ကျွန်တော်ခေါင်းပေါ်ကိုလောက်ချလိုက်ပါတယ်ကျွန်တော်ရဲ့တကိုယ်လုံးရွှဲရွှဲဆိုသွားခဲ့တာပေါ့အဲ့ဒီနောက်တစ်နှစ်ပြည့်လို့ကျွန်တော်ထွက်သွားရမယ့်နေ့မှာတော့အိမ်ရှိတကားကနေကျွန်တော်အထွက်ကိုပဲစောင့်နေပြီးကျွန်တော်နောက်ကျောဘက်မှာမီရှူမီပန်းတွေဖောက်ပြီးပျော်ပွဲရွှင်ပွဲလုပ်နေခဲ့ပါတော့တယ်ကောင်းကင်တစ်ခုလုံးလင်းထိန်သွားစေတဲ့အဲ့ဒီမီရှူမီပန်းတွေနဲ့စူညံတန်တွေဟာကျွန်တော်ရဲ့နှလုံးသားကိုရေခဲအပ်ပေါင်းထောင်တောင်းချီပြီးထိုးဆိုင်လိုက်တယ်လို့ခံစားရပါတယ်အဲ့ဒီအချိန်မှာကျွန်တော်ဟာအယမ်းကိုဒေါသထွက်ခဲ့ရတယ်လို့အဆက်လဲရနာကျင်မှုတွေလည်းအပြည့်ပါပဲအဲ့ဒီလိုနဲ့ပဲသစိမ်းတွေရဲ့အိမ်အောက်မှာကပ်ဖားရဖားနေရင်နှစ်တွေဟာတရွေ့ရွေ့ကုံဆုံးလာခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်ဟာကိုအလားအစာအချိန်မဖြုံးခဲ့ပါဘူးနှစ်တွေကြာလာတာနဲ့အမျှဆရာတင်ပေးသမျှကိုအကုန်တက်မြောက်ခဲ့ရုံတင်မကပဲကျွန်တော်ခန္ဓာကိုယ်ထဲမှာအိပ်စက်နေတဲ့စစ်မှန်တဲ့ငကားသွေးမျိုးဆက်ကိုလည်းနိုးထစေခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်ဆရာကတော့ထက်ခါသတိပေးခဲ့ပါတယ်ဘလို့အခြေအနေမှာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့တကူအာနာကိုအရေးရောင်လေးတောင်မပြရဘူးလို့ပေါ့မဟုတ်ရင်တော့ကျွန်တော်ရဲ့ငကားသွေးကိုဝါမျိုးချင်နေတဲ့ငကားမင်းကချက်ချင်းရောက်လာမှာပါကျွန်တော်ရဲ့ခန္ဓာကိုယ်ထဲမှာဖျားသခင်လိုတကူတွေရှိနေပေမဲ့တကယ်တမ်းမှာတော့လူတကာရဲ့တွန်းထိုးနှိပ်စက်ခြင်းကိုခံနေရတဲ့အာကိုရမယ်မျက်မမြင်တယောက်လိုဟန်ဆောင်နေခဲ့ရပါတယ်အဲ့ဒီလိုမျိုးတိတ်ရတဲ့ဒေါသနဲ့တိတ်ဆိတ်မှုတွေကကျွန်တော်ကို10နှစ်တိုင်တိုက်စားခဲ့တာပါကျွန်တော်အသက်18နှစ်ပြည့်ပြီးနောက်ဆုံးလက်ခံမဲ့အိမ်ဖြစ်တဲ့စူယွန်းတိုးစီရောက်သွားတဲ့အချိန်မှာတော့18နှစ်ကြာကံကောင်းမှုတွေကြောင့်စုမိသားစုဟာအိမ်ချမ်းမြေလောကရဲ့ဧကရစ်တွေဖြစ်နေပါပြီစူယွန်းကိုယ်တိုင်ကလည်းဖျော်ဖြေရေးလောကမှာလူတန်းပေါင်းများစွာကိုးကွယ်နေရတဲ့ထိပ်တန်းအိုင်ဒေါ်မင်းသမီးတစ်ယောက်ဖြစ်နေပါပြီဒါ
ဒါပေမဲ့သူမကကျွန်တော်ကိုလူတယောက်လိုတော့မမြင်ပါဘူးသူမကပျော်ယုံတက်တက်အတွက်နဲ့သူမရဲ့တထေးသားပရိသတ်တွေကိုအိမ်ထဲအထိခေါ်လာပြီးကျွန်တော်ရှိတင်ဘာအရှက်ကြောင့်မှမရှိပဲဘလူးပလဲလုပ်ပြတတ်ပါတယ် ဟေးဟိုမျက်မမြင်ကောင်းကဒီမာတင်းထိုင်နေတာနော် အာဘယ်သူကဂယုဆိုင်မှာလဲသူကအိမ်ကပရိဘော့တစ်ခုလိုပါပဲဘာမှလည်းမြင်ရတာမဟုတ်ဘူးဘာဘူးစရာရှိလို့လဲဟမ် အဲ့ဒီနောက်မှာတော့ညဉ့်ညမ်းတဲ့စကလုံးတွေနဲ့ပြုတ်အန်ကျင်စရာကောင်းတဲ့အနံ့အသက်တွေကကျွန်တော်မျက်စိရှိတင်တခန်းလုံးပြည့်နေသွားပါတော့တယ်ဒါဟာလူတယောက်ကိုအစောကားဆုံးနဲ့အဆက်ခွဲဆုံးလုပ်ရပါပဲဒါပေမဲ့ကျွန်တော်ကတော့ဘာမှမလုပ်ရှားနိုင်တယ်လို့ဘာအမှတ်သားမှလည်းမပြနိုင်ခဲ့ပါဘူးအဲ့ဒီစကတ်အနေငယ်ဟာကျွန်တော်ဘဝမှာအနှိမ့်ဆက်ခံရဆုံးအချိန်တွေပါပဲနောက်ဆုံးမှာတော့တစ်နှစ်ပြည့်သွားခဲ့ပါပြီဒါဟာဖီနစ်မဲ့18ယောက်ကကျွန်တော်ကိုကာကွယ်ပေးရမယ့်နောက်ဆုံးနှစ်ပါပဲကျွန်တော်အသက်ရှင်ခြင်းနဲ့ဆိုရင်တော့အဲ့ဒီ18ယောက်ထဲကတယောက်ကိုရွေးချယ်ပြီးလက်ထပ်ရပါတော့မယ်ကျွန်တော်မဖြစ်မနေလက်ထပ်ရမှာပါကျွန်တော်ဟာမျက်ပင်တွေတောထနေတဲ့ကျွန်တော်တို့ရဲ့အိမ်ဟောင်းလေးစီကိုတိတ်တဆိတ်ပြန်လာခဲ့ပါတယ်လေတိုက်ရင်မြည်တဲ့ခေါင်းလောင်းလေးတွေတောင်တန်ချေးတက်နေပါပြီဒါပေမဲ့အိမ်ရဲ့အဆောင်မကြီးထဲမှာတော့သူတို့သားဝတ်စုံအနီရောင်တစ်စုံကိုကတင်ပေါ်မှာတေးသေးတက်တက်ခင်းချင်းထားတာတွေ့လိုက်ရပါတယ်ဆရာကကျွန်တော်အတွက်ကြိုတင်ပြင်ဆင်ပေးထားခဲ့တာပါကျွန်တော်လည်းအဲ့ဒီဝတ်စုံကိုဝတ်ပြီးကလတ်ထိုင်မှာထိုင်ကမိုးလင်းကနေမိုးချုပ်တဲ့အထိစောင့်နေခဲ့ပါတယ်ဒါပေမဲ့ဖီနစ်မဲ18ယောက်ထဲကတယောက်မှဂတိတီဖို့ရောက်မလာခဲ့ကြပါဘူးအဲ့ဒီအချိန်မှာပဲအပြင်ဘက်ကနေရင်းနှီးနေတဲ့အတန်တစ်ခုထွက်ပေါ်လာပါတယ်ကြည်စံမင်းတောင်အတော်ကြီးလာပြီပဲသူတို့သားဝတ်စုံနဲ့ကြီးလို့ကောင်းလိုက်တာကျွန်တော်မယုံနိုင်ပဲလှည့်ကြည့်လိုက်တဲ့အခါတကားဝါကနေတရွေ့ရွေ့လျှောက်လာနေတဲ့ဆရာကိုတွေ့လိုက်ရပါတယ်ဆရာကအရင်လိုပဲငယ်ရွယ်ပြီးခန့်ညားနေတော့မှပဲဒါပေမဲ့ဆရာရဲ့မျက်နှာကဖြူဖြောပြီးကြည်လင်းနေတယ်လို့မျိုးပုံရိပ်ကလည်းတစ်စိတစ်ကောင်လိုဝေဝါးနေပါတယ်ဆရာဘာလို့ပြန်လာတာလဲငါမင်းအတွက်စိတ်မချလို့လာကြည့်တာပါဆရာကပြုံးလိုက်ပြီးကျွန်တော်ရဲ့အင်ဂျီကော်လာကိုပြင်ပေးပါတယ်ဆရာဟာကျွန်တော်အတွက်နဲ့ကြင်ကြံခြင်းကိုအတင်းအဓမ္မဖျက်ဆီးပြီးထွက်လာခဲ့တာဆိုတာကျွန်တော်သိလိုက်ပါတယ်ကျွန်တော်အတွက်နဲ့ဆရာဟာသူ့အသက်ကိုတကယ်ပဲရင်းခဲ့တာပါလားဆရာသူတို့လာကြမှာမဟုတ်ဘူးဘသူကပြောလဲငါကိုယ်တိုင်သူတို့ကိုဒီကိုရောက်အောင်ခေါ်လာခဲ့မယ်ဒါပေမဲ့သူတို့တွေကဘသူမှကျွန်တော်ကိုလက်ထပ်ချင်ကြတာမဟုတ်ဘူးတကယ်လို့သူတို့မှာအတိရန်သာရှိမယ်ဆိုရင်မင်းကိုလက်ထပ်ခွင့်ရဖို့ဒူးထောက်တောင်းပန်ကြရမှာပြီးခဲ့တဲ့နှစ်တွေတစ်လျှောက်လုံးမင်းစီခဲ့ရတဲ့ကံကောင်းမှုတွေအတွက်သူတို့မှာကျေးဇူးကြွေးတွေရှိနေတာလေဒါပေမဲ့တကယ်လို့ဘသူမှလက်မခံဘူးဆိုရင်တော့အဲ့ဒီငကားသွေးတွေကိုမင်းဘာသာမင်းပြန်သိမ်းယူရလိမ့်မယ်ငါမျက်နာကိုတော့အပြတ်မခံနဲ့နော်ဆရာပြောတဲ့စကားရဲ့အဓိပ္ပာယ်ကိုကျွန်တော်အပြည့်အဝနားမလည်ခဲ့ပါဘူးကျွန်တော်ရဲ့မျက်နှာတစ်ခုလုံးလည်းပူထူနေခဲ့ပါတယ်ဆရာကကျွန်တော်ကိုမမျိုးသိမ့်နိုင်တဲ့ဂရုဏာတက်မှုတွေအပြည့်နဲ့ကြည်နေခဲ့ပါတယ်ခဏလောက်တိတ်ဆိတ်သွားပြီးနောက်မှာတော့ဆရာကအိတ်ငယ်လေးတစ်အိတ်ကိုကျွန်တော်လက်ထဲအတင်းထည့်ပေးလိုက်ပါတယ်ကျွန်တော်ကဖွင့်ကြည့်ဖို့လုပ်ပေမဲ့ဆရာကတားလိုက်ပါတယ်ဒီအိတ်ကနောက်ဆုံးလက်နက်ပဲတကယ်လို့ဘသူမှမင်းကိုလက်ထပ်ဖို့သဘောမတူဘူးဆိုရင်ဒါကိုဖွင့်လိုက်တာကမင်းရဲ့အသက်ကိုကယ်နိုင်လိမ့်မယ်ဒါပေမဲ့တကယ်ကိုမလွဲမရှောင်သာတဲ့အခြေအနေရောက်မှဖွင့်ပါမင်းဒါကိုထိန်းချုပ်နိုင်ပါမလားဆိုတာငါစိုးရိမ်လို့ပါကျွန်တော်ဘာမှထပ်မမေးနိုင်ခင်မှာပဲဆရာဟာလေထဲကိုပြန်တက်သွားပါတယ်လက်ကနေအမှတ်အသားတစ်ခုလှုပ်လိုက်တဲ့အခါဆရာရဲ့အင်ဂျီလက်ထဲကနေစက်ကူနဲ့လှုပ်ထားတဲ့ကျိုးကြရုပ်18ခုထွက်လာပြီးအရက်မျက်နှာအနှံ့ကိုပြန်တန်းသွားပါတော့တယ်အဲ့ဒီနောက်မှာတော့ဆရာရဲ့ပုံရိပ်ဟာအလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲပြီးပျောက်ကွယ်သွားခဲ့ပါတယ်ကျွန်တော်ဟာအိတ်ကလေးကိုတင်းတင်းဆုပ်ကင်ပြီးရင်တထိတ်ထိတ်နဲ့အိမ်ခန်းမကြီးထဲမှာထိုင်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအပြင်ဘက်ကနေကားအင်ဂျင်တန်တွေနီးကပ်လာတာကိုကြားလိုက်ရပါတယ်ဇိမ်ခံကား18စီးဟာတားရဲ့အုပ်ကြီးလိုမျိုးကျွန်တော်ရဲ့ဟောင်းနှံဆုပ်ပြတ်နေတဲ့အိမ်ဝင်းလေးရှိမှတန်းစီပြီးရက်လိုက်ကြပါတယ်ကားတကားတွေတစ်ခုပြီးတစ်ခုပွင့်လာပြီးနောက်မှာတော့လှပကြော်ရှင်တဲ့အမျိုးသမီး18ယောက်ထွက်လာကြပါတယ်ကန်တရားကတကယ်ပဲအံ့ဩဖို့ကောင်းပါတယ်သူတို့အားလုံးဟာကိုလုံးကိုပေါက်ရောရုပ်ရည်ပါအပြစ်ပြောစရာမရှိအောင်လှပလွန်ကြပါတယ်ဒါပေမဲ့ထူးဆန်းတာကသူတို့အားလုံးရဲ့လက်ထဲမှာတစ်ခုခုထည့်ထားတဲ့အမဲရောင်ပလတ်စတစ်အိတ်တွေကိုကင်ထားကြတာပါအထဲမှာဘာရှိလဲဆိုတာတော့မသိရသေးပါဘူးချူချီရှာကတော့ဝိုင်းနီရောင်ငါးမီးပုံစံကာဝင်တဲ့အရန်ကိုတီကြီးလှပနေပါတယ်သူမကလေးဘွားတုန်းကမျက်မမြင်ဖြစ်နေတဲ့ကျွန်တော်ကိုလှည့်စားပြီးကားလမ်းမကြီးအလဲကိုခေါ်သွားခဲ့တာကျွန်တော်မှတ်မိနေပါသေးတယ်တကယ်လို့ကျွန်တော်ရဲ့တုတ်ပြတ်မှုသာမမြန်ခဲ့ရင်ကျွန်တော်ကုန်တင်ကားနဲ့တိုက်မိပြီးတည်သွားလောက်ပါပြီပိုင်နေပင်းကတော့အသားကက်အင်ဂျီဖြူပေါ်မှာတားရည်ကြခင်အမဲကိုထပ်ဝတ်ထားပြီးတားရည်စကတ်အမဲလေးနဲ့ပါသူမကတခုခုကိုလှောင်ပြုံးပြုံးနေတယ်လို့ပါပဲသူမကျွန်တော်ကိုခြေထောက်ဆေးခိုင်းပြီးနှိပ်ခိုင်းခဲ့တဲ့နေ့တွေကိုကျွန်တော်ဘယ်တော့မှမေ့မှာမဟုတ်ပါဘူးဆူယွန်းကတော့တော်ဝင်စတိုင်ကာဝင်အပြာရောင်နဲ့နတ်သမီးလေးတစ်ပါးလိုမြင့်မြတ်ပြီးကြော်ရှင်နေပါတယ်ဒါပေမဲ့သူမဟာကျွန်တော်မျက်စိရှိတင်ကျွန်တော်ကိုတစ္ဆာဖောက်ခဲ့တဲ့သူပါသူမကိုတော့ကျွန်တော်ဘလို့မှမရွေးချယ်နိုင်ပါဘူးရွေးချူရှိုးကတော့စင်ဆွဲရောင်ကာဝင်လေးနဲ့အရန်ကိုတိမ်မွေးလှပနေပါတယ်သူမကကျွန်တော်ကိုအထင်သေးခဲ့တာမှန်ပေမဲ့ကျွန်တော်ကိုနာကျင်အောင်တော့တခါမှမလုပ်ခဲ့ပါဘူးသူမရဲ့ရုပ်ရည်ကလည်းလင်သားအပေါ်ကံကောင်းစေမဲ့အမျိုးသမီးမျိုးပါသူမကတော့ကျွန်တော်အတွက်ရွေးချယ်စရာဖြစ်နိုင်ပါတယ်ကျွန်တော်စိတ်ကူးရင်ပြီးစဉ်းစားနေတဲ့အချိန်မှာပဲရွေးချူရှိုးကစကားဆက်လိုက်ပါတယ်ဟေးချူမင်းရဲ့ခြေတံတွေကအတော်ရှိတာပဲမင်းပဲခြုံရှူးပိုင်နဲ့လက်ထက်လိုက်ပါလားမင်းကငါတို့ရဲ့ငကားသားတော်လေးအတွက်ကောင်းဆုံးလမ်းပြတောင်ဝေးချင်မှာပါချူချီရှာကအေးဆက်ဆက်နဲ့လှောင်ပြုံးပြုံးပြီးအိမ်ခမ်းမဘက်ကိုလှမ်းကြည့်လိုက်ပါတယ်မင်းရဲ့မျက်လုံးတွေကလက်တာပဲမျက်မမြင်တယောက်ကိုလမ်းပြပေးဖို့အတွက်တော့အတော်ပဲပေါ့အရှက်ရမှုတွေကလှိုင်းလုံးကြီးတွေလိုကျွန်တော်စီရိုက်ခတ်လာပါတယ်အပြင်ပန်းမှာတော့အပြစ်ပြောစရာမရှိအောင်လှပနေတဲ့ဒီဖီနစ်မယ်တွေဟာအတွင်းစိတ်မှာတော့တကယ်ကိုအစိတ်ပြင်းလွန်းလာပါတယ်
အဲ့ဒီအချိန်မှာပဲဘသူမှမထင်မှတ်ထားပဲပိုင်နေမင်းကအော်ဟစ်လိုက်ပါတယ် တော်ကြဆန်းတော့နင်တို့ဘာတွေဖြစ်နေကြတာလဲသူ့ရဲ့ငကားသွေးမျိုးဆက်ကြောင့်သာငါတို့ဒီနေ့ဒီလိုစီးစိမ်တွေခစားနေရတာနင်တို့ကဘလို့တတိနဲ့သူ့ကိုအဲ့ဒီလိုစော်စော်ကားကားပြောရတာလဲငါတို့ကငယ်ငယ်ကလေးကသူနဲ့ဆစ်ဆက်ထားပြီးသားလေငါတို့တဲကတယောက်ယောက်ကိုရွေးချယ်ပြီးလက်ထပ်ဖို့ဆိုတာသူ့ရဲ့အခွင့်အရေးပဲ ကျွန်တော်အံ့ဩသွားပါတယ်ခဏလေးကျွန်တော်သူ့မအပေါ်အထင်လွဲခဲ့တာလားကျွန်တော်ကိုအဆက်ခွဲရတာဝါသနာပါတဲ့အဲ့ဒီမိန်းကလေးကတကယ်တမ်းကျတော့အတွင်းစိတ်နူးညံ့တဲ့သူများလားဒါပေမဲ့ချူချီရှက်ကတော့ချက်ချင်းပဲပြန်ပတ်လိုက်ပါတယ် ငါတို့ကသူ့ကိုတယောက်တစ်နှစ်စီကာကွယ်ပေးခဲ့ပြီးပြီငါတို့သာမရှိရင်သူတည်နေတာကြပြီအဲ့ဒီဂျေဇူးကျွေးကအကုန်ကျေသွားပြီလေ စုယုံကလည်းဝင်ထောက်ခံပါတယ် ဟုတ်တယ်ဒီလိုကောင်ကိုဘသူကတကယ်လက်ထက်ချင်ပါလဲငါ့ကိုတော့ထဲမတွက်နဲ့ အဲ့ဒီအချိန်မှာပိုင်နေပင်းကလှုပ်ခနဲ့ပြောလိုက်ပါတယ် ကောင်းပြီလေအဲ့ဒါဆိုငါပဲလက်ထက်မယ်ဘာဖြစ်လဲ သူမကအပြေးလေးလာပြီးအိမ်ရှိတကားကိုခောက်ပါတယ်သူမရဲ့အတန်ကအယမ်းကိုချူတာလွန်းနေပါတယ် ရှူပိုင်ထဲမှာရှိလားငါမင်းနဲ့မင်္ဂလာပွဲကျင်းပဖို့ရောက်လာပြီ ကျွန်တော်ကတော့အခုမှကြားလိုက်တဲ့ပုံစံနဲ့တကားစီကိုစမ်းတဝါဝါရှောက်သွားလိုက်ပါတယ်ပြီးတော့မျက်မမြင်တယောက်လိုပို့ပြီးပြင်းသွားအောင်တမင်တက်အိမ်တကားခုံကိုတိုက်ပြီးမှောက်ရက်လဲပြလိုက်ပါတယ်တဝင်းလုံးမှာရှိတဲ့လူတွေကတော့ဝလုံးကွဲမတက်ရေမောကြပါတော့တယ်ဒါပေမဲ့ပိုင်နေပင်းကကျွန်တော်ကိုလာထူပေးပါတယ်သူမရဲ့အတန်ကနူးညံ့နေပါတယ် ရှူပိုင်အဆင်ပြေရဲ့လားဘယ်နာသွားသေးလဲ ကျွန်တော်ရဲ့နှလုံးသားလေးနှွေးထွေးသွားပါတယ်ငါတကယ်ပဲဇနီးကောင်းတယောက်ရတော့မှလားလို့တောင်တွေးမိလိုက်တယ်အတိတ်မှာငါအပေါ်ဘလောက်ပဲစိုးခဲ့သူမကတကယ်ပဲစိတ်ရင်းကောင်းပြီးလက်ထက်ချင်နေဆိုရင်တော့သူမကိုချစ်လာအောင်ငါစူးစမ်းပေးမှာပါကျွန်တော်ပြုံးပြီးမောကြည့်လိုက်တဲ့အချိန်မှာတော့မျက်မှန်အောက်ကနေသူမရဲ့မျက်နှာပေါ်ကအယမ်းကိုရုပ်မာတဲ့အပြုံးကြီးကိုမြင်လိုက်ရပါတယ်သူမကအင်မတန်ချိုတာတဲ့အတန်လေးနဲ့ပြောနေပါတယ် ရှူပိုင်ငါမင်းကိုလက်ထပ်ဖို့သဘောတူပါတယ် သူမကလက်အိတ်တစ်ဖက်ကိုဆွတ်လိုက်ပြီးသူမနောက်ကတစ်တာလေးတွေကနေပြည်ရင်းနဲ့ဖုံးနေတဲ့ယုံစရာကောင်းတဲ့ဖားပြုတ်တီတစ်ကောင်ကိုထုတ်လိုက်ပါတယ်ပြီးတော့ကျွန်တော်မျက်နှာနားကိုအတင်းတိုးကပ်လိုက်ပြီး ရှူပိုင်ငါ့ကိုအနမ်းလေးတစ်ချက်ပေးပါလားအနမ်းတစ်ချက်ပေးလိုက်တာနဲ့ငါတို့မင်္ဂလာပွဲကပြီးမြောက်သွားပြီ ကျွန်တော်ရဲ့အုံနောက်ထဲပလာဖြစ်သွားပါတယ်တဝင်းလုံးလဲတိတ်ဆိတ်သွားပါတော့တယ်ကျွန်တော်ပတ်လဲကိုလှည့်ကြည့်လိုက်တဲ့အခါဖီနစ်မဲအားလုံးကဒါကိုပြပွဲတစ်ခုလိုထိုင်ကြည့်နေကြတာပါဘသူတယောက်မှကျွန်တော်ကိုသတိမပေးကြပါဘူးရွှေချူရှိုးကိုလှမ်းကြည့်လိုက်တော့သူမကလူအုပ်နောက်ဖက်မှာအေးဆက်ဆက်နဲ့ရက်ကြည့်နေပါတယ်ကျွန်တော်ကတော့ဘာမှမသိတဲ့ပုံစံနဲ့ပဲလေဘင်းကိုဖြည်းဖြည်းချင်းဆန့်ပြီးသူမနာကိုတိုးသွားလိုက်ပါတယ်ပိုင်နေပင်းကတော့အဲ့ဒီဖားပြုတ်ကြီးကိုကျွန်တော်ရဲ့နှက်ခမ်းသားအထိတိုးကပ်ရင်းရင်ထိတ်ထိတ်နဲ့စောင့်ကြည့်နေပါတယ်ကျွန်တော်နှက်ခမ်းနဲ့ဖားပြုတ်ကြီးထိခါနီးမှာပဲကျွန်တော်ရဲ့လက်ချောင်းထိတ်ကနေစစ်မှန်တဲ့ငကားစွမ်းရည်တွေကိုဖားပြုတ်စီကိုတိတ်တဆိတ်ပို့လွတ်လိုက်ပါတယ်အဲ့ဒီအခါမှာတည်နေတဲ့ဖားပြုတ်ကြီးကချက်ချင်းဆိုသလိုအသက်ဝင်လာပြီးပါဇက်ကိုဖြဲကဆူဆူဝါဝါအော်ဟစ်ပါတော့တယ်ပြီးတော့ပိုင်နေပင်းရဲ့မျက်နှာစီကိုအရှိန်နဲ့ခုန်တက်သွားပါတော့တယ်ပိုင်နေပင်းကတော့အော်ဟစ်ပြီးနောက်ကိုဆုတ်ပြေးရတာပေါ့ဖားပြုတ်ကြီးကတော့မြေကြီးပေါ်ကျပြီးခြုံပုတ်ထဲကိုခုံဝင်သွားပါတယ်ကျွန်တော်ကတော့ထိတ်လန့်သွားတဲ့ပုံစံနဲ့ဘာဖြစ်တာလဲနင်ပင်ငါဖားပြုတ်အော်တန်ကြားလိုက်တယ်လို့ပဲပိုင်နေပင်းကတော့အခုထိတုံရင်နေတော့မှ ဟုတ်ဘာမှမဟုတ်ပါဘူးကျွတ်တကောင်ပါဒီအိမ်ကလူမနေတာကြပြီဆိုတော့ကျွတ်တွေရှိနေတာလေ ကျွန်တော်ကသူမရဲ့လက်ကောက်ဝတ်ကိုဆွဲကင်ပြီးပြုံးလိုက်ပါတယ်ရပါတယ်အဲ့ဒါဆိုငါတို့မင်္ဂလာပွဲကိုဆက်ရအောင်လေသူမရဲ့နောက်ွယ်ကဖားပြုတ်ကြီးမရှိတော့တဲ့အခါမှာတော့ပိုင်နေပင်းဟာထိတ်လန့်တုန်လှုပ်သွားပါတယ်သူမကယူမတက်ရုန်းကန်ပါတော့တယ်ပြီးတော့သူမရဲ့စိတ်ရင်းအမှန်တိုင်းစောစောကားကားစကားတွေထွက်လာပါတော့တယ် ငါကိုလွတ်ဆန်မင်းလိုမျက်မမြင်အမိုက်ကောင်ကိုဘသူကလက်ထက်မယ်လို့ပြောလို့လဲငါကိုလွတ်ဆန်ညစ်ပတ်တဲ့လက်တွေနဲ့မထီးနဲ့ 18နှစ်တိုင်မျိုးတိတ်ထားခဲ့ရတဲ့ဒေါသတွေအာဃာတတွေဟာအဲ့ဒီအချိန်မှာပဲအရှိန်ဟုန်နဲ့ပောက်ကွဲထွက်လာတော့မလို့ဖြစ်သွားပါတယ်ကျွန်တော်ရဲ့ငကားအရှိန်ဝါတွေဟာထိမ့်မနိုင်သိမ့်မရယူစိမ့်ထွက်လာပါတော့တယ်ပိုင်နေပင်းရဲ့မျက်နှာဟာတွေးမရှိသလိုဖြူလျှော့သွားပြီးသူမဟာတစ်ချက်ကလေးတောင်မလုံနိုင်တော့ပါဘူးချက်ချင်းဆိုသလိုပဲကောင်းကင်ကြီးကမုန်တိုင်းတိမ်တိုက်တွေနဲ့မှောင်မဲသွားပြီးတိမ်တွေကြားထဲမှာငကားတစ်ကောင်ရဲ့ပုံရိပ်ရောင်ကလျက်ခနဲဖြတ်ပြေးသွားပါတယ်အဲ့ဒီနောက်မှာတော့ပြင်းထန်လာတဲ့မိုးကြိုးတန်ကြီးဟိန်းကနေထွက်ပေါ်လာပါတယ်အဲ့ဒီအတန်ကြောင့်ကျွန်တော်သတိပြန်ဝင်လာခဲ့ပါတယ်ဒုက္ခပဲစောစောကဒေါသအရှိန်ကြောင့်ကျွန်တော်လက်ထိတ်ကနေငကားစွမ်းရင်အနှဲငယ်ထွက်သွားခဲ့တာကိုငကားမင်းကရိပ်မိသွားပါပြီကျွန်တော်ဟာကျွန်တော်ရဲ့အရှိန်ဝါကိုချက်ချင်းပြန်ရုပ်သိမ်းလိုက်ပြီးပိုင်နေပင်းရဲ့လက်ကိုလွှတ်ပေးလိုက်ပါတယ်ဒါပေမဲ့ပိုင်နေပင်းကတော့ကျွန်တော်ဟာမိုးကြိုးတန်ကြောင့်ကြောက်ပြီးလက်လွတ်လိုက်တယ်လို့ထင်သွားတာပါသူမဟာချက်ချင်းပဲပြန်ပြီးမောက်မာလာပါတယ်သူမရဲ့လက်ကိုမြှောက်လိုက်ပြီးကျွန်တော်ဘာကိုအားနဲ့ရိုက်ချလိုက်ပါတော့တယ်သူမရဲ့လက်သေးတွေကကျွန်တော်ဘာပြင်ပုံမှာတွေးဆနေတဲ့အနာအဆ၃ချောင်းကိုထင်ကြံစေခဲ့ပါတယ် မျက်မမြင်ကောင်းမင်းကိုမျက်နှာကိုမှန်ထဲမှာတောင်ပြန်ကြည့်လို့ရတာမဟုတ်ဘူးမင်းနဲ့ငါနဲ့တန်မတန်ဆိုတာပြန်စင်းစားဦးငါမင်းကိုလက်ထက်မယ်လို့ပြောတာကမင်းကိုနောက်ပြောင်ကြည့်စင်နေတာလေအဲ့ဒါကိုတကယ်ကြီးယုံနေတာလား ကျွန်တော်ဟာရင်ထဲမှာလောင်မြိုက်နေတဲ့ဒေါသတွေကိုအတင်းဖိသိပ်ထားပြီးအတန်ကိုတီတီငိမ့်ငိမ့်နဲ့ပဲပြောလိုက်ပါတယ်နင်ပဲလူအားလုံးရှိမှနစ်ပါဇက်နဲ့ကိုယ်တိုင်ငါ့ကိုလက်ထက်မယ်လို့ပြောခဲ့တာလေပိုင်နေပင်းကအေးဆက်ဆက်နဲ့ရေမောလိုက်ပြီးနောက်ကိုနှစ်လန်းလောက်ဆုပ်လိုက်ပါတယ် အော်မင်းကငါ့ကိုတကယ်လက်ထက်စေချင်နေတာလားကောင်းပြီလေမင်းငါလက်ကောက်ဝတ်ကိုနာအောင်လုပ်ခဲ့တဲ့အတွက်ငါရှေ့မှာဒူးထောက်ပြီးဦးချတောင်းပန်ဆန်းအဲ့ဒီကြရင်တော့ငါစဉ်းစားပေးကောင်းစဉ်းစားပေးမယ် အဲ့ဒီစကားကိုကြားတော့တခြားဖိနစ်မဲ့တွေကလည်းဝိုင်းပြီးအားပေးကြပါတယ် ဟုတ်တယ်ဒူးထောက်ဆန်းမင်းကဘာကောင်မှုလို့ရွေးချယ်စရာတွေရှိနေသလိုလုပ်နေတာလဲ
ကျွန်တော်ဟာအသက်ကိုပြင်းပြင်းရှူလိုက်ပြီးရင်ထဲကဒေါသလိုင်းတွေကိုပြန်တွန်းချလိုက်ပါတယ်စာချုပ်ကိုဖောက်ဖျက်လိုက်ရင်နင်တို့ရဲ့ကံတရားတွေခန်းချောက်သွားပြီးဘေးဒုက္ခတွေရောက်လာမှာကိုမကြောက်ကြဘူးလားချူချီရှာကနှာခေါင်းရှုံပြီးပြောပါတယ် သွေးတစ်စက်နဲ့တင်ငါတို့ကိုတစ်သက်လုံးချုပ်ကင်ထားနိုင်မယ်ထင်နေတာလားငါတို့အားလုံးကဘီလီယံနာမိသားစုတွေဖြစ်နေပြီမင်းရဲ့ငကားသွေးတွေကိုပြန်ပေးလိုက်ရင်တော့ငါတို့ကပျက်စီးသွားမှာမဟုတ်ဘူး ပိုင်နေပင်ကအဲ့ဒီစကားကိုကြားတော့တခုခုကိုသတိရသွားပုံရပါတယ်သူမကရေမောရင်းမြေကြီးပေါ်ကအမဲရောင်ပလတ်စတစ်အိတ်ကိုကောက်ကင်ပြီးကျွန်တော်မျက်နှာတက်တက်ကိုပြစ်ပေါက်လိုက်ပါတယ် မင်းရဲ့ငကားသွေးကိုပြန်လိုချင်တာလားယော့ဒီမှလေ အိတ်ကတေချာချီမထားတော့မြေကြီးပေါ်ကျတဲ့အခါမှာပွင့်ထွက်သွားပါတယ်ကျွန်တော်အလိုလိုနေရင်းငုံကြည့်လိုက်မိတဲ့အခါအထဲမှာညစ်ပတ်ပြီးသွေးတွေစွန့်ထင်းနေတဲ့လဆင်သုံးကွမ်းဖက်တွေဖြစ်နေပါတယ်ကျွန်တော်ရဲ့လက်တွေဟာဒေါသကြောင့်တုန်ရင်လာပါတော့တယ်အဲ့ဒီအချိန်မှာပဲပတ်ပတ်လည်ကနေဖက်ဖက်ဆိုတဲ့အတန်တွေထွက်ပေါ်လာပါတယ်ဖီနစ်မဲအားလုံးဟာသူတို့ရဲ့အမဲရောင်အိတ်တွေကိုကျွန်တော်စီတပြိုင်နက်တည်းပြစ်ပေါက်လိုက်ကြပါပြီသွေးတွေစွန့်နေတဲ့လဆင်သုံးကွမ်းဖက်တွေဟာကျွန်တော်တကူလုံးပေါ်ကိုမိုးရွာသလိုကျဆင်းလာပါတယ်သူတို့တွေကတော့ယူမတက်ဟားတိုက်ရီမောနေကြတာပေါ့ သူဘာမှမမြင်ရဘူးဟာသူ့မျက်နှာကိုမှမှန်အောင်ပြစ်ငကားရဲ့သားတော်ဆိုတာတကယ်တော့မျက်မမြင်အမိုက်ကောက်သမားတစ်ယောက်ပါပဲလား ကျွန်တော်ကသူတို့ရဲ့ဘဝတွေကိုပြောင်းလဲပေးနိုင်မဲ့မျက်နှိုးပွဲကောင်းတဲ့ငကားသွေးတွေကိုပေးခဲ့တာပါဒါဟာသူတို့အတွက်ကောင်းချီးမင်္ဂလာတစ်ခုပေါ့ဒါပေမဲ့အခုတော့သူတို့ကဒီလိုမျိုးညစ်ပတ်ဆက်ဆုပ်ဖွယ်ကောင်းတဲ့အရာတွေနဲ့ကျွန်တော်ကိုကျေးဇူးတုံ့ပြန်နေကြတာပါဒီလိုအဆက်ခွဲခံရမှုဟာသူတို့အရင်ကလုပ်ခဲ့သမျှအရာအလုံးထက်ပိုပြီးနာကျင်ရပါတယ်သူတို့တွေဟာကျွန်တော်ကိုဘာတမိုးမှမရှိတဲ့အရာတစ်ခုလိုသဘောထားပြီးအထက်စီးကနေကြည့်နေကြပါတော့တယ်သူတို့ရဲ့မျက်နှာပေါ်မှာအထင်မြင်သိမှုတွေနဲ့ပြည့်နှက်နေတဲ့လှောင်ပြုံးတွေဟာကျွန်တော်ရဲ့ဂုဏ်သိက္ခာကိုနင်းချနေကြပါတယ်ဒါပေမဲ့သူတို့မသိတာတစ်ခုကကျွန်တော်မျက်မှန်ရဲ့ကြားကနေသူတို့တယောက်ချင်းစီရဲ့မျက်နှာကိုကျွန်တော်အတိုင်းသားမြင်နေရတာပါသူတို့အားလုံးရဲ့နဖူးပြင်ပေါ်မှာတေမင်းရဲ့အရေးရောင်တွေဖုံးလွှမ်းနေပြီးအမဲရောင်အငွေ့သက်တွေထွက်နေပါတယ်သူတို့ရဲ့တေမဲရက်ကနီးနေပါပြီနင်တို့ရဲ့နဖူးကိုနင်တို့ပြန်ကြည့်လိုက်ကြအောင်အမဲရောင်အငွေ့သက်တွေထွက်နေပြီနင်တို့အားလုံးဘေးဒုက္ခရောက်တော့မှာကိုသိရသားနဲ့အခုထိဂုံယူဝင်းကြွားနေကြတုံးလားနင်တို့လုပ်ခဲ့တဲ့ကံကြမ္မာတွေကိုဒီလိုမျိုးငွေကြေးနဲ့အလွယ်တကူဝယ်ယူလို့ရမယ်လို့တကယ်ပဲထင်နေတာလားချက်ချင်းဆိုသလိုပဲလေပြင်းတွေတိုက်ခတ်လာပြီးကောင်းကင်ကြီးကမှောင်မဲသွားပါတယ်အရင်ကထက်ပိုပြီးကြောက်မက်ဖွယ်ကောင်းတဲ့ဖိအားတစ်ခုဟာကောင်းကင်ကနေပြုတ်ကျလာတဲ့တောင်တန်းကြီးလိုကျွန်တော်အပေါ်ကိုဖိချလိုက်ပါတော့တယ်ကျွန်တော်ရဲ့တကူလုံးမြေကြီးထဲကျုံဝင်သွားသလိုခံစားရပြီးအယိုးတွေတောင်တချွတ်ချွတ်နဲ့မြည်လာပါတယ်ကြက်သားတွေလည်းတောင့်တင်းသွားပြီးကျွန်တော်ရဲ့စွမ်းရည်တွေဟာထိမ့်မနိုင်သိမ့်မရယုံကြွလာပါတယ်ဒီအငွေ့သက်ကိုကျွန်တော်ကောင်းကောင်းသိပါတယ်သူရောက်လာပြီဟိုမိစ္ဆာအိုကြီးဝါကင်ကာမြစ်ရဲ့နဂါးမင်းဟာကျွန်တော်စီကနဂါးစွမ်းအင်ကိုနောက်ယောင်ခံလိုက်ရင်ကျွန်တော်ကိုရှာတွေ့သွားပါပြီဒီနေ့ညမှာဘသူမှအသက်ရှင်လျက်ထွက်သွားနိုင်မှာမဟုတ်တော့ဘူးကျွန်တော်လည်းဒီလူပြက်တွေနဲ့အချိန်ကုန်မခံနိုင်တော့ပါဘူးဆရာပေးခဲ့တဲ့အိတ်ကလေးကိုကျွန်တော်အားနဲ့ဆွဲဖွင့်လိုက်ပါတယ်အထဲမှာတော့တွေးရောင်လွှမ်းနေတဲ့မင်္ဂလာစာချုပ်တစ်ခုရှိနေပါတယ်စာရွက်ရဲ့အနားသက်တွေမှာတော့ရွှေရောင်လင်းတန်းလေးတွေမိမ့်မိန်လေးတောက်ပနေပြီးဒါဟာစစ်မှန်တဲ့ကြင်ကြံခြင်းစွမ်းအားတွေနဲ့တွန်းလှုပ်ထားတာဆိုတာသိတာလာပါတယ်စာချုပ်ရဲ့တစ်ဖက်မှာတော့ကျွန်တော်ရဲ့ဇာတာရှိပြီးနောက်တစ်ဖက်မှာတော့တိမ်မွေးလာပတဲ့လက်ရည်လေးနဲ့တခြားမိန်းကလေးတစ်ယောက်ရဲ့ဇာတာကိုရေးထားပါတယ်ကျွန်တော်ရဲ့နှလုံးသားလေးလှုပ်ခတ်သွားပါတယ်ဒီဇာတာကအရန်ကိုအေးဆက်ပြီးအထီးကျန်ဆန်လွန်လာပါတယ်ဒါဟာဖီနစ်ကျမမဟုတ်တာတော့သိချပါတယ်အဲ့ဒီအစားမွေနဂါးတစ်ကောင်ရဲ့အငွေ့သက်တွေကိန်းဝတ်နေတယ်လို့ပါပဲအဲ့ဒီမိန်းကလေးတွေကတော့ကျွန်တော်လိုမျက်မမြင်တယောက်ကိုလက်ထပ်ဖို့ဘယ်တော့မှစိတ်မကူးခဲ့ကြပါဘူးအခုလိုလွတ်လန်းရသွားတဲ့အချိန်မှာတော့သူတို့အားလုံးဟာအလူရက်ထွက်ပြေးဖို့ပြင်ကြပါတော့တယ်သူတို့ဟာစော်ကားတဲ့စကားအချို့ကိုပြောဆိုပြီးနောက်အိမ်ဝင်းထဲကနေတယောက်ကိုတယောက်တွန်းတိုက်ရင်းပြေးထွက်သွားကြပါတယ်ဇိမ်ခံကား18စီးရဲ့အင်ဂျင်တန်တွေဟာညဥ်ရံကိုဖျက်တမ်းပြီးဟိန်းကနေမြည်သွားပါတယ်သူတို့တွေဟာအမီးကုတ်ပြီးထွက်ပြေးသွားတဲ့ခွေးအုပ်ကြီးလိုပါပဲဆရာလီယိုဝမ်လင်စိတ်ပြောင်းပြီးသူတို့နောက်ကိုလိုက်လာမှကိုကြောက်နေကြတာပါကျွန်တော်ဟာငကားမျက်လုံးကိုတိတ်တဆိတ်အသက်သွင်းလိုက်ပြီးသူတို့ထွက်သွားတဲ့ဘက်ကိုရွှေရောင်လင်းနဲ့လှမ်းကြည့်လိုက်ပါတယ်သူတို့တွေအိမ်ဂိတ်တကားကနေခြေချလိုက်တာနဲ့တပြိုင်နက်တယောက်ချင်းစီရဲ့ကံကြမ္မာနန်းဆောင်ဟာမှောင်မဲသွားပါတော့တယ်ငားရမ်းထားတဲ့ငကားကံကြမ္မာတွေခန်းချောက်သွားပြီးသူတို့ရဲ့ပတ်ပတ်လည်မှာအစိတ်ရှိတဲ့မွေအမဲကြီးတွေလိုအငွေ့သက်တွေကရစ်ပတ်သွားပါတယ်ဒါဟာတစ္ဆာဖောက်မှုရဲ့အကျိုးဆက်ပါပဲအိမ်ဝင်းလေးဟာပြန်ပြီးတိတ်ဆိတ်သွားပါတယ်ဆရာလီယိုဝမ်လင်ဟာကျွန်တော်ရှိကိုဝဲပြန်ပြီးဆင်းသက်လာပါတယ်ကျွန်တော်မျက်လုံးတွေနဲ့စုံလိုက်တဲ့အချိန်မှာဆရာရဲ့ဆူရှားတဲ့အကြည့်တွေဟာချက်ချင်းပဲနူးညံ့သွားပါတော့တယ်အဲ့ဒီနောက်သူမရဲ့အေးဆက်တဲ့လက်ထိတ်လေးတွေနဲ့ကျွန်တော်ဘားပေါ်ကဖုံမုံတွေကိုအသာရတုပ်ပေးပါတယ်သူမရဲ့အတန်ကတော့အမြဲတမ်းကျွန်တော်ကိုဂယုတစိုက်စူပူတက်တဲ့အတန်နွေးနွေးလေးပါပဲကြည်စံဒီလူလေးကသူ့ဆရာကိုတကယ်ကြီးစိတ်ပူနေတာပဲကျွန်တော်ဟာမင်္ဂလာစာချုပ်ကိုတင်းတင်းဆုပ်ကန်ရင်ပြောလိုက်ပါတယ်ဆရာစောစောကကျွန်တော်ပြောခဲ့တာတွေကစိတ်တူလို့ပြောမိတာပါဒါနဲ့ဒီစာချုပ်ပေါ်ကစာတာကဆရာကကျွန်တော်နာနာကိုကတ်လိုက်ပါတယ်သူမရဲ့ထွက်သက်ဟာနှွေးထွေးပြီးတိမ်မွေးလာပါတယ်ဘာလဲ16ရောက်မြောက်မင်းကလေးလားမင်းကြောက်နေတာလားမကြောက်ပါဘူးကျွန်တော်ကမန်တင်ပြီးမောကြည့်လိုက်ပါတယ်ငကားမင်းကကျွန်တော်ကိုအရှင်လက်လက်ဝါမျိုးပြစ်မယ်ဆိုရင်တော့ကျွန်တော်ကိုကြောက်ခိုင်းသွားတဲ့အဲ့ဒီမိန်းကလေးတွေကိုတော့ကျွန်တော်ဘယ်တော့မှတူးထောက်တနာခံမှာမဟုတ်ဘူးလီယိုဝမ်လင်ကပြုံးလိုက်ပါတယ်သူမရဲ့မျက်လုံးလေးတွေကနှွေးထွေးမှုတွေနဲ့ပြည့်နေပါတယ်ဒါပေမဲ့အဲ့ဒီအပြုံးတွေမပြောက်ခင်မှာပဲကောင်းကင်ကြီးမှာမိုးကြိုးတန်ကြီးဟိန်းကနေမြည်သွားပြီးမိုးတွေဟာတဲတဲမဲမဲရွာချပါတော့တယ်ဆရာရဲ့မျက်နှာပေးဟာလည်းချက်ချင်းဆိုသလိုတီကြီးလေးနဲ့သွားပါတော့တယ်
ဆရာကကျွန်တော်ကိုဆွဲခေါ်ပြီးအိမ်ထဲကိုအမြန်ဝင်လိုက်ပါတယ်တကားတွေသတင်းပေါက်တွေအားလုံးကိုလည်းအသေးချပိတ်ဆို့လိုက်ပါတယ်အဲ့ဒီနောက်သူမကကျွန်တော်ရဲ့မျက်နှာကိုလက်နှစ်ဖက်နဲ့အသားအရာအုပ်ကင်လိုက်ပါတယ်သူမရဲ့မျက်လုံးတွေဟာအည်ပြောကြတော့မတက်အယမ်းကိုနူးညံ့သိမ်မွေ့နေတာပါ သူတို့တွေကဘသူမှမင်းကိုလက်မထက်ချင်ကြဘူးဆိုရင်မင်းရဲ့ဆရာကပဲမင်းကိုလက်ထက်လိုက်ရင်ဘယ်လိုလဲ အဲ့ဒီစကားကကျွန်တော်ကိုမိုးကြိုးပစ်လိုက်တယ်လို့မျိုးစွန့်သွားစေပါတယ်ကျွန်တော်ဟာသူမကိုကြောင်ကြည့်နေမိတာပေါ့မင်္ဂလာစာချုပ်ပေါ်ကစားတာအဲ့ဒါဆရာရဲ့စားတာပဲအဲ့ဒီမွေနဂါးကန်ချက်မှာဒါဆိုရင်ဆရာဟာနတ်ဖျားမတပါမဟုတ်ပဲမွေမိတ်စာတကောင်ဖြစ်နေတာလား ဘာလဲမင်းရဲ့ဆရာကိုမလို့ချင်ဘူးလား မဟုတ်ပါဘူးလုံးဝမဟုတ်ပါဘူးကျွန်တော်ဟာရင်ခုန်တန်တွေတဒိမ့်ဒိမ့်မြန်နေရင်းနဲ့ခေါင်းကိုအသေးအတန်ခါရမ်းလိုက်မိပါတယ် အချိန်မရှိတော့ဘူးငကားမင်းကအရန်နီးနေပြီမင်းအသက်ရှင်ခြင်းနဲ့ဆိုရင်အခုချက်ချင်းမင်္ဂလာခမ်းနားခြင်းပေးရမယ် သူမဟာဘာစကားမှထပ်မပြောတော့ပဲရိုးရှင်းလာတဲ့အာယုံဆုံးကတ်စင်ရှိမှကျွန်တော်ကိုဒူးထောက်ခိုင်းလိုက်ပါတယ်၃ချိန်ဥချ၃ချိန်ကနော်ပြီးနဖူးကိုမြေကြီးနဲ့ထိလိုက်တဲ့အချိန်မှာတော့ကျွန်တော်ရဲ့တကိုယ်လုံးမှာထူးဆန်းတဲ့ငြိမ်းချမ်းမှုတစ်ခုလွှမ်းခြုံသွားပါတယ် အခုကစားပြီးငါဟာမင်းရဲ့ဆရာမဟုတ်တော့ဘူးမင်းရဲ့ဇနီးပဲမြန်ငါ့ကိုငကားသွေးတစ်ဆက်ပေးပါ ဆရာရဲ့အတန်မှာအရေးကြီးတဲ့အရှိန်ဟုန်တွေပါနေပါတယ်ကျွန်တော်ရဲ့ရင်ခုန်တန်တွေကလည်းပုံမြန်လာတာပေါ့ဘာမှတောင်စဉ်းစားမနေတော့ပဲကျွန်တော်ရဲ့လက်ချောင်းကိုကိုက်လိုက်ပါတယ်သွေးတွေစီးကျလာတဲ့အခါမှာတော့သူမကရှိကိုအမြန်တိုးလာပြီးကျွန်တော်ရဲ့လက်ထိပ်လေးကိုသူမရဲ့နှက်ခမ်းလွှာတွေကြားထဲထည့်လိုက်ပါတယ်နှွေးထွေးတဲ့နှက်ခမ်းအစုံကကျွန်တော်အသားနဲ့ထိတွေ့သွားတဲ့အခါကျွန်တော်ရဲ့တကိုယ်လုံးမှာလျှက်စစ်စီးသလိုမျိုးတုန်ခါသွားပါတယ်ကျွန်တော်ဟာတောင့်ကြီးဖြစ်သွားပြီးရှက်လွန်းလို့မျက်နှာကိုတခြားဘက်လွှဲထားမိပါတယ်နဂါးသွေးတွေသူမရဲ့ခန္ဓာကိုယ်ထဲစီးဝင်သွားတဲ့အခါမှာတော့ဝေဝါးနေတဲ့သူမရဲ့ဝိညာဉ်ပုံရိပ်ဟာအနှဲငယ်ပိုပြီးထင်ရှားလာပါတယ်သူမကကျွန်တော်ရဲ့လက်ချောင်းကိုတိတိကျကျပတ်တီးစီးပေးပါတယ်အဲ့ဒီနောက်ပြတင်းပေါက်အပြင်ဘက်ကိုလှမ်းကြည့်လိုက်တဲ့အခါမိုးကြိုးမုန်တိုင်းတွေကြားထဲကနေဝေးရစီကနဂါးဟောက်တန်ကြီးတစ်ခုကိုပြန်ကြားလိုက်ရပါတယ်သူမရဲ့မျက်နှာဟာပိုပြီးတည်ကြည်လေးနဲ့သွားပါတယ် အစင်တင်းဖြစ်ပြီလားယောက်ျားကျမတို့ခန်းထဲသွားကြရအောင် ကျွန်တော်ရဲ့မျက်နှာတစ်ခုလုံးနီမြန်းသွားပါတော့တယ်ကျွန်တော်ခေါင်းငိမ့်ပြီးသူမနောက်ကိုလိုက်သွားခဲ့ပါတယ်မိန်ပြအခန်းလေးထဲမှာကျွန်တော်ရဲ့လက်တွေတုံရင်နေရင်းနဲ့ပဲသူမရဲ့တေးကျင်လာတဲ့ခါးလေးကိုအသားအရဖတ်လိုက်မိပါတယ်ကျွန်တော်လက်ထိတ်ကထိတွေ့လိုက်ရတဲ့သူမရဲ့အသားရည်ဟာရေခဲလိုအေးဆက်နေပြီးကျွန်တော်လက်ဖွားရဲ့အပူချိန်နဲ့တိတိတတ်တာကွာခြားနေပါတယ် အရန်နှွေးတာပဲ သူမရဲ့အတန်ကအိတ်ချင်မှုတူဖြစ်နေတယ်လို့ဝေဝါးနေပြီးကျွန်တော်ရင်ခွင်ထဲကိုအည်ပြောကြတော့မတက်မိတွေလိုက်ပါတယ်ကျွန်တော်ဟာတတွေးကိုခက်ခဲမျိုးချရင်မေးလိုက်မိပါတယ်ကျွန်တော်အတွက်နဲ့နဂါမင်းကိုရန်သူတော်ကြီးဖြစ်အောင်လုပ်ရတာတကယ်ပဲထိုက်တန်ရဲ့လားသူမကခေါင်းကိုဖြည်းဖြည်းချင်းမောကြည့်လိုက်ပါတယ်သူမရဲ့မျက်လုံးတွေထဲမှာအလင်းတန်းလေးတစ်ခုလျက်ခဲသွားပါတယ်အဲ့ဒီနောက်သူမရဲ့လက်ချောင်းလေးတွေနဲ့ကျွန်တော်ရင်ဘက်ပေါ်မှာအဝိုင်းလေးတွေဆွဲနေရင် ကိုအထင်ကြီးမနေနဲ့ဦးငါကအဲ့ဒီလောက်ကြီးမြင့်မြတ်တဲ့သူမဟုတ်ပါဘူးလွန်ခဲ့တဲ့18နှစ်တုန်းကနာဟာငကားတွင်ပြောင်းတဲ့အခမ်းအနားမှာကြာရှုံးခဲ့ပြီးခန္ဓာကိုယ်ထဲကိုအေးဆက်တဲ့အစိတ်တွေစီးဝင်သွားခဲ့တယ်နေရောညပါအဲ့ဒီတန်ကိုခံစားခဲ့ရတာမင်းကိုရှာမတွေ့ခင်အထိပေါ့မင်းလိုစစ်မှန်တဲ့ငကားစွမ်းအင်ရှိတဲ့သူကိုဖတ်ထားမှသာငါဟာနှွေးထွေးမှုကိုခံစားရတာ ကျွန်တော်မှအနှဲငယ်စိတ်ပြတ်သွားတယ်လို့ခံစားလိုက်ရပါတယ်ဒါပေမဲ့အဲ့ဒီခံစားချက်ကိုတေချာမတွေးရသေးခင်မှာပဲသူမကကျွန်တော်ကိုတွန်းထုတ်လိုက်ပြီးစီမီခွက်ကိုထွန်းလိုက်ပါတယ်ကျွန်တော်ကတော့ကြောင်ပြီးရက်နေမိတာပေါ့သူမကကျွန်တော်ကိုလှောင်ပြုံးလေးနဲ့ကြည့်လိုက်ပါတယ် နားထောင်ပါမင်းကအခုထိလူသားတစ်ယောက်ပဲရှိသေးတယ်မင်းရဲ့ကြင်ကြံမှုကအရန်အားနည်းနေသေးတယ်ငါတို့အခုထပ်ပိုးပြီးရှေ့ဆက်သွားမယ်ဆိုရင်ဆရာနဲ့တပိလက်ထက်တဲ့ကံကြမ္မာရဲ့ဖိစီးမှုကိုမင်းရဲ့ခန္ဓာကိုယ်ကခံနိုင်မှာမဟုတ်ဘူး အဲ့ဒီလိုပြောပြီးတာနဲ့သူမကသူမရဲ့အင်ကြီးလက်ထဲကနေအယောင်၅မျိုးပါတဲ့ဆန်အိတ်လေးတစ်အိတ်ကိုထုတ်ပေးပါတယ် ဒီဆန်ကငါရဲ့လိညင်စီနှစ်တွေနဲ့ငကားစွမ်းအင်တွေကိုရောနှောပြီးတန့်စင်ထားတာဒီနေ့ကိုတစ်စိပဲစားပါအဲ့ဒါကမင်းရဲ့ခန္ဓာကိုယ်ကိုတည်ငြိမ်စေပြီးငကားသွေးကြောတွေကိုဖြည်းဖြည်းချင်းအားဖြည့်ပေးလိမ့်မယ်ဘယ်သူမှမရိပ်မိစေပဲမင်းရဲ့ငကားတန်ခိုးတွေကိုနိုးထလာစေလိမ့်မယ်တစ်ချိန်မှာအဲ့ဒီမိန်းကလေး18ရောက်စီကနေမင်းရဲ့ငကားသွေးတွေကိုပြန်သိမ်းပိုက်ပြီးတဲ့အခါမင်းဟာအတစ်တဖန်ပြန်လည်မွေးဖွားလာလိမ့်မယ်အဲ့ဒီကြမှာငါ့ကိုလာရှာပါတော့ စကားဆုံးတာနဲ့သူမဟာလှည့်ထွက်ပြီးအခန်းထဲကနေထွက်သွားပါတော့တယ်ခဏကြာမှစာရွက်တစ်ရွက်နဲ့ပြန်လာပြီး ဒါကတစ်နှစ်ပဲခံလိမ့်မယ်ဒီတစ်နှစ်အတွင်းမှာအဲ့ဒီမိန်းကလေး18ယောက်လုံးနဲ့မင်္ဂလာခမ်းနားပြီးမြောက်အောင်လုပ်ရမယ်မဟုတ်ရင်တော့ငကားမင်းကမင်းရဲ့အသက်ကိုနှုတ်ယူဖို့ရောက်လာလိမ့်မယ် ဆရာရဲ့စကားတန်တွေဆုံးခါနီးမှာပဲသူမရဲ့ခန္ဓာကိုယ်ကရိုင်းနေသွားပြီးလဲကြတော့မလို့ဖြစ်သွားပါတယ်ကျွန်တော်အမြန်ပြေးပြီးဖမ်းထိန်လိုက်ရတယ်သူမဟာကျွန်တော်ရဲ့ငကားသွေးကိုလက်ခံလိုက်ရတာကြောင့်ရောတစိမ့်ခတ်နှိပ်မှုကိုဖျက်ဆီးလိုက်တာကြောင့်ရောအတော်လေးအားနည်းသွားပုံရပါတယ်သူမဟာစိမ့်ဆိုတဲ့အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီးမင်္ဂလာစာချုပ်ထဲကိုစီးဝင်ပြောက်ကွယ်သွားပါတော့တယ်အခန်းထဲမှာတော့ဆရာရဲ့တဲတဲမြအတန်လေးပဲကြံ့ရစ်ခဲ့ပါတယ် ပြေးတော့ယောက်ျားအခုချက်ချင်းထွက်သွားငကားမင်းကဒီနေရာကိုအာယုံခံမိသွားပြီအခုချက်ချင်းမထွက်သွားရင်မမီတော့ဘူး ချက်ချင်းဆိုသလိုမိုးကြိုးတစ်ချက်ဟာအိမ်ဝင်းအလဲတဲတဲကိုအရှိန်နဲ့ကြားရောက်လာပါတယ်အိမ်ဟောင်းကြီးဟာပြင်းပြင်းထန်ထန်တုန်ခါသွားပြီးအမိုးပေါ်ကအုတ်ကျပြားတွေလည်းဝေါ်ခနဲပြုတ်ကျလာပါတယ်ဆရာရဲ့စွမ်းအင်တွေမရှိတော့တဲ့နောက်မှာငကားမင်းရဲ့ကြောက်မက်ဖွယ်ဖိအားတွေဟာတောင်ကြီးတစ်လုံးလိုကျွန်တော်အပေါ်ကိုဖိချလိုက်ပါတော့တယ်ကျွန်တော်အသက်ရှူဖို့တောင်ခက်ခဲလာပါတယ်ကျွန်တော်ဟာမင်္ဂလာစာချုပ်ကိုရင်ဘက်အိတ်ထဲအမြန်ထိုးထက်တကားကိုဝုန်းကနေဖွင့်ပြီးတဲထန်နေတဲ့မိုးထဲမှာ6မိုင်လောက်မရက်မနာပြေးခဲ့ပါတယ်
အဆုတ်တွေဟာလည်းမီးလောင်နေတယ်လို့ပူထူနေတာပေါ့ကျွန်တော်နောက်ကိုလှည့်ကြည့်လိုက်တဲ့အခါဝေးရမှာမီးရှံတွေကကောင်းကင်အထိလင်းထိန်နေတာကိုတွေ့လိုက်ရပါတယ်ဆရာရဲ့အိမ်ဟောင်းလေးဟာမီးရှံတွေနဲ့မိုးကြိုးတွေကြားမှာပြာကျသွားခဲ့ပါပြီလျှက်စီးလင်းထဲမှာတော့တိမ်တွေကြားထဲကအေယာမအမဲရောင်ပုံရိပ်ကြီးတစ်ခုဟာဟိမ့်ဟောက်ပြီးလှုပ်ရှားနေပါတယ်နဂါမင်းတကယ်ရောက်လာခဲ့ပါပြီ18နှစ်တိုင်ထွက်ပြေးပုန်းရှောင်ခဲ့ရပြီးဒီနေ့မှာတော့ကျွန်တော်လွတ်မြောက်ပြီလို့ထင်ခဲ့တာပါဒါပေမဲ့တကယ်တမ်းမှာတော့ကျွန်တော်ဟာဆက်ပြီးပြေးနေရတော့မှာပဲကျွန်တော်ဟာဖီနစ်မယ်တွေကိုလက်ထပ်ရင်းနဲ့ပဲတစ်သက်လုံးအသက်ရှင်သွားရတော့မှာလားအသက်60အထိနေရမယ်ဆိုရင်တော့သူတို့လိုမိန်းကလေး42ယောက်လောက်လိုမှာပါအဲ့ဒီအချိန်မှာပဲကျွန်တော်ရဲ့စိတ်ထဲမှာထူးဆန်းတဲ့အတွေ့အကြုံဝင်လာပါတယ်ဒီပြဿနာကိုအပိသက်ချင်ရင်နဂါမင်းကိုတက်ပစ်ဖို့ပဲရှိပါတယ်အဲ့ဒီအတွက်ပထမဆုံးခြေလှမ်းကတော့ကျွန်တော်စီကနဂါသွေးတွေကိုယူသွားတဲ့အဲ့ဒီမိန်းကလေး18ယောက်စီကနေကျွန်တော်သွေးတွေကိုပြန်သိမ်းယူဖို့ပါပဲ6လအကြာမှာတော့ကျန်းချံမြို့မှာဝန်ရှင်းကျဲလို့ခေါ်တဲ့ဘေဒင်ဟော်ကန်လေးတစ်ခုဖွင့်လှစ်ခဲ့ပါတယ်တနေ့ကိုတယောက်ပဲဟောပေးပြီးကံပါတဲ့သူမှသာကြီးခွင့်ရတာပါဘလောက်ပဲငွေပုံပေးကံမပါရင်ကြီးလို့မရပါဘူးကျွန်တော်ဟာကလတ်ထိုင်အကြီးစားပေါ်မှာထိုင်ရင်လက်ထဲမှာတစ်ကြားသီးလုံးလေးတွေကိုလှည့်ကစားနေခဲ့ပါတယ်ကျွန်တော်ရဲ့မျက်နှာတစ်ဝက်ကိုမျက်နှာဖုံးနဲ့ဖုံးထားပြီးမျက်နှာဖုံးအောက်မှာတော့ရွှေရောင်နဂါးမျက်လုံးတွေရှိနေပါတယ်6လတိုင်ဆရာပေးခဲ့တဲ့ဆန်တွေကိုစားခဲ့တာကြောင့်ကျွန်တော်ရဲ့ခန္ဓာကိုယ်ဟာတည်ငြိမ်လာရုံတင်မကပဲနဂါးသွေးကြောရဲ့စွမ်းအားချို့ကိုပါနိုးထလာစေခဲ့ပါတယ်ဒီစွမ်းအားကြောင့်တင်ဝန်ရှင်းကျဲဘေဒင်ခန်းဟာလမ်းဟောင်းကြီးပေါ်မှာနာမည်ကြီးလာခဲ့တာပါလာကြည့်တဲ့သူတိုင်းဟာချမ်းသာကြွယ်ဝသူတွေဒါမှမဟုတ်ဩဇာအာဏာရှိသူတွေကြီးပါပဲဒါပေမဲ့ကျွန်တော်ကတော့ငွေကိုဂရုမစိုက်ပါဘူးကျွန်တော်စီကနဂါးသွေးတွေကိုကျေစုကံပြီးယူသွားတဲ့သူတွေကျွန်တော်စီလာတိုးမဲ့အချိန်ကိုပဲစောင့်နေခဲ့တာပါခွင့်ပြုပါဆရာရှိပါသလားအဝင်ဝါကနေအမျိုးသမီးတစ်ယောက်ရဲ့အတန်ထွက်ပေါ်လာပါတယ်တစ်ကြားသီးကိုလှည့်နေတဲ့ကျွန်တော်လက်တွေခဏရက်တန့်သွားပါတယ်ကျွန်တော်ရဲ့နှာခမ်းတောင်းမှာအေးဆက်ဆက်အပြုံးတစ်ခုပေါ်လာတယ်ဒီအတန်ကိုတော့သူမပြတ်ဖြစ်သွားရင်တောင်ကျွန်တော်မှတ်မိပါတယ်ပိုင်နေပင်ပါပဲကျွန်တော်ဟာအတန်ကိုနှိပ်လိုက်ပြီးလှုပ်ဝက်ဆန်းပြတဲ့ဆရာတစ်ယောက်လိုဟန်ဆောင်လိုက်ပါတယ်အရက်ရှိရှိနဲ့အမျိုးသမီးတစ်ယောက်တကားကိုတွန်းပြီးဝင်လာပါတယ်လွန်ခဲ့တဲ့6လကမြင်ခဲ့ရတဲ့မောက်မာလာတဲ့တထေးသမီးလေးနဲ့လုံးဝမတူတော့ပဲတခြားလူတစ်ယောက်လိုဖြစ်နေပါတော့တယ်သူမဟာအရင်ကနဲ့မတူပဲအယိုးပေါ်အရေးတင်ဖြစ်ပြီးပိန်ချုံနှွမ်းနေပါတယ်မျက်လုံးတွေကလည်းတွေးကြောတွေရှက်ပြီးနီးရဲနေတယ်လို့တစုံတစ်ယောက်ကနောက်ကနေလိုက်နေတယ်လို့မျိုးဟိုဒီကိုလည်းကနာမငြိမ်ပဲကြည့်နေရှာပါတယ်သူမဟာအခန်းထဲကိုခြေချလိုက်တာနဲ့တပြိုင်နက်ကျွန်တော်ရှေ့မှာဒူးထောက်ချလိုက်ပြီးအသေးအတန်တောင်းပန်ပါတော့တယ်ဆရာကြီးကျေးဇူးပြုပြီးကျွန်မကိုကယ်ပေးပါကျွန်မဆက်ပြီးတောင်းမခံနိုင်တော့ဘူးပြီးခဲ့တဲ့6လလုံးညတိုင်းအိမ်မဆိုးတွေပဲမက်နေရတယ်အိမ်မက်ထဲမှာပြည်တွေအနာတွေနဲ့ဖုံးနေတဲ့ဖားပြုတ်ကြီးတစ်ကောင်ကကျွန်မရဲ့ရင်ဘက်ပေါ်မှာထိုင်ပြီးကျွန်မရဲ့အားအင်တွေကိုစုပ်ယူနေတယ်လို့ပဲကျွန်မကုမ္ပဏီရဲ့အော်ဒါတွေလည်းအကုန်ပြတ်ကုန်ပြီစီးပွားဖက်တွေကလည်းအကုန်လုံးလက်တွဲဖြုတ်သွားကြပြီမိသားစုရဲ့ရှယ်ယာတွေဆိုရင်လည်းအောက်ဆုံးအဆင့်ထိထိုးကျသွားပါပြီအိမ်ပြင်ထွက်ရင်လည်းပန်းအိုးနဲ့အဖြစ်ခံရတယ်။ကားမောင်းရင်လည်းဘီးပေါက်တယ်။ဒီချိန်စာကိုဖြေဖြောက်ဖို့နဲလဲမျိုးစုံတုံးခဲ့ပေမဲ့ဘာမှမထူးခြားဘူး။ပိုပြီးပြင်ဆင်လေးအခြေအနေကပိုဆိုးလာလေပဲ။ကျမတကယ်ကိုယူတော့မယ်ဆရာကြီးရဲ့။ကျွန်တော်ကတော့လက်ဖက်ရည်ခွက်ကိုအသားအရချလိုက်ပြီးလက်ချောင်းလေးကိုတစ်ချက်တောက်လိုက်ပါတယ်။ကြေးနီဒင်းကားပြား3ပြားဟာလက်ခွန်ထဲကိုတထောင်တောင်နဲ့ကျသွားပါတယ်။အဲ့ဒီနောက်လက်ခွန်ကိုသူ့မဘက်ကိုအသားအရတွန်းပို့လိုက်ပြီးအေးဆက်ဆက်အတန်နဲ့ပြောလိုက်ပါတယ်။ဒီစားတာကတော့နင်ကိုယ်တိုင်ကြည့်လိုက်ပါတော့။ဒီဟောကိန်းကတစ္ဆာဖောက်မှုနဲ့ဂတိပြည့်ရွေးမှုကိုပြနေတယ်။နေ့ရက်ကန်တရားတွေအကုန်ခန်းချောက်ကုန်ပြီဘေးဒုက္ခတွေကလည်းနီးကပ်နေပြီတေးသေးချာချာစဉ်းစားကြည့်စမ်းလွန်ခဲ့တဲ့6လတုန်းကနင်ကိုချင်းစာတရားနဲ့ဆန့်ကျင်တဲ့အလုပ်တစ်ခုခုလုပ်ခဲ့ဘူးလားကျေးဇူးကံပြီးတစ္ဆာဖောက်ခဲ့တာမျိုးရောရှိလားပိုင်နေပင်ရဲ့မျက်နှာဟာချက်ချင်းဆိုသလိုတွေးဆုပ်ဖြူလျော့သွားပါတယ်နှကန်းတွေတုံရင်နေရင်းနဲ့သူမကပါဇက်ကိုဟားလိုက်ပါတယ်မျက်ရည်တွေကလည်းအောက်ကိုစီးကျလာပါတော့တယ်သူမရဲ့ငိုနေတဲ့အတန်ပလန်တွေကြားကနေစကားဆပြီးပြောထွက်လာပေမဲ့အခုထိကိုစင်ကြေပေးနေတော့မှာပဲဆရာကြီးကျွန်မအကုန်ပြောပြပါမယ်လွန်ခဲ့တဲ့6လတုန်းကအိမ်ဟောင်းကြီးတစ်ခုမှာမျက်မမြင်တယောက်ရှိခဲ့တယ်သူကကျွန်မနဲ့စိတ်ဆက်ထားတဲ့သူပါကျွန်မမိဘတွေကိုလိန်ညာပြီးလှုပ်ထားတဲ့အစီအစဉ်အတိုင်းသူကကျွန်မကိုအတင်းတမလက်ထပ်ဖို့စ조사နေခဲ့တာကျွန်မကြောက်သွားတယ်အဲ့ဒါကြောင့်ကျွန်မနဲ့တူငယ်ချင်းတွေကသူ့ကိုနည်းနည်းလေးအဆက်ခွဲလိုက်ပြီးသူပေးထားတဲ့တစိပ်ပြားကိုပြန်ပေးလိုက်ုံတင်ပါအဲ့ဒီနောက်မှာအခုလိုကဆိုးမှုတွေချက်ချင်းဖြစ်လာလိမ့်မယ်လို့ကျွန်မမထင်ထားခဲ့ဘူးဆရာကြီးအဲ့ဒီမျက်မမြင်ကောင်ကတည်သွားပြီးကျွန်မကိုလာချောက်လက်နေတာလားကျွန်တော်ကတော့စိတ်ထဲကနေအေးဆက်ဆက်ရေမောလိုက်မိပါတယ်သူမပြောပြတဲ့ပုံစံရဆိုရင်ကျွန်တော်ကပဲသူမကိုအတင်းအဓမ္မလက်ထပ်ဖို့စူးစမ်းနေတဲ့လူယုံမှကြီးပါပေါ့သူမသေးပါဘူးနေ့စီမှာဖြစ်နေတာကတရေချောက်တာမဟုတ်ဘူးဒါကကံကြမ္မာရဲ့တုံ့ပြန်မှုပဲအဲ့ဒီမျက်မမြင်ကတာမန်လူမဟုတ်ဘူးနေဟာသူ့ရဲ့ကံကောင်းခြင်းတွေနဲ့ကောင်းကြီးတွေကိုနှစ်ပေါင်းများစွာခံစားခဲ့ရလို့အခုလိုအောင်မြင်လာခဲ့တာအခုတော့နင်ကသူ့ကိုတစ္ဆာဖောက်ပြီးစာချုပ်ကိုလည်းဖျက်ဆီးပစ်လိုက်ပြီအဲ့ဒီတော့ကံတရားတွေကပြောင်းပြန်လန်ကုန်ပြီပေါ့ဘေးဒုက္ခတွေကတစ်ခုပြီးတစ်ခုရောက်လာလိမ့်မယ်အဲ့ဒီဖားပြုတ်ဆိုတာကလည်းနင်းရဲ့ရုပ်မာတဲ့စိတ်ဓာတ်တွေကနေပေါက်ဖွာလာတဲ့ပုံတံပဲဒါဟာနင်းရဲ့ကံတွေကုန်ပြီးနင်းကြတော့မဲ့နမိတ်ပဲနောက်ထပ်3လလောက်နေရင်တော့နင်းရဲ့ခန္ဓာကိုယ်ရဲ့အထိထိခိုက်လာပြီးနာရာရှည်ယောဂါတွေနဲ့ဘဝဆုံးသွားလိမ့်မယ်ပိုင်နေပင်ဟာတကိုယ်လုံးတုံရင်ဖြစ်သွားပါတယ်သူမကကျွန်တော်ကိုမောကြည့်လိုက်တဲ့အခါမျက်လုံးထဲမှာမျောလင်းချက်မဲ့နေတဲ့အရေးရောင်တွေပြည့်နေပါတယ်ဆရာကြီးကျေးဇူးပြုပြီးကျွန်မကိုကယ်ပါဘယ်လောက်ပဲပေးရကျွန်မပေးပါမယ်ဒီချိန်စာကိုပဲဖယ်ရှားပေးပါကျွန်မဘာလို့ရမလဲဆိုတာဒါပြောပါခိုင်းသမျှအကုန်လုပ်ပါမယ်
သူမရဲ့အသေးအတန်ဖြစ်နေတဲ့ပုံစံကိုကြည့်ရင်ကျွန်တော်ကအတန်ကိုနည်းနည်းလေးပြောင်းလိုက်ပြီးသတင်းကောင်းလေးတစ်ခုပေးတော့မဲ့ပုံစံနဲ့ပြောလိုက်ပါတယ်နင်ကိုကယ်ဖို့ဆိုတာမခက်ပါဘူးဒါပေမဲ့အကျွေးဆိုတာဆက်ရတာပဲနင်ဟာသူ့ရဲ့ကောင်းကြီးတွေကို18နှစ်တိုင်ယူခဲ့တာဆိုတော့အဲ့ဒီအတွက်ပြန်ပေးဆက်ရလိမ့်မယ်ပြီးတော့နင်ကမှန်မှန်ကန်ကန်လဲလုပ်ဖို့လိုတယ်မှန်မှန်ကန်ကန်လုပ်ရမယ်ဆရာကြီးကျမကိုပြောရုံသာပြောပါဘာပဲချစ်ကျမလုပ်ပါမယ်ပိုင်နေပင်းဟာနောက်ဆုံးမျောလင်းချက်ကိုစုပ်ကင်လိုက်တယ်လို့မျိုးကျွန်တော်စီကိုဒူးထောက်ပြီးတိုးကပ်လာပါတယ်မျက်လုံးတွေကလည်းကျွန်တော်စီမှာပဲဆွဲမြဲနေပြီးအရန်ကိုအသေးအတန်ဖြစ်နေရှာပါတယ်အဲ့ဒါဆိုနင်ဒီညငါနဲ့အတူအိပ်ရမယ်အဲ့ဒီအကျွေးကိုနင့်ကိုစားငါယူပေးမယ်ကျွန်တော်စကားကြောင့်ပိုင်နေပင်းတကိုယ်လုံးတောင့်ခဲသွားပြီးအကြီးအကျယ်ထိတ်လန့်သွားပါတယ်သူမရဲ့တုံ့ပြန်မှုကိုကြည့်ပြီးကျွန်တော်ကတော့ခက်ပြုံးပြုံးနဲ့ပဲဆက်ပြောလိုက်တယ်ငါနီလန်းကိုပြောပြပြီးပြီပဲနင်ကျွေးဆက်ရမယ်အဲ့ဒါဆိုကျင်းစာကအလိုလိုပြေသွားလိမ့်မယ်ဒါပေမဲ့အဲ့ဒီလူကအဲ့ဒီညကလေးကတည်သွားပြီလေကျမကတစေတကောင်ကိုသွားပြီးလက်ထက်လို့မရဘူးမလားကျွန်တော်ဘာမှပြန်မပြောပဲတိတ်ဆိတ်နေလိုက်ပါတယ်သူမဟာစိတ်ထဲမှာတွေးဟဖြစ်နေပြီးမှရုတ်တရက်ဆုံးဖြတ်ချက်တစ်ခုချလိုက်ပုံရပါတယ်သူမမတ်တက်ရက်ပြီးကျွန်တော်စီလျှောက်လာပါတယ်စပွဲပေါ်ကိုခုန်တက်ထိုင်လိုက်ပြီးကျွန်တော်လက်ကိုလှမ်းကင်ကမျက်နှာပေါ်မှာအတင်းအဓမ္မအမူအရာလုပ်ထားတဲ့အပြုံးတစ်ခုကိုဆင်မြန်းလိုက်ပါတယ်ဆရာကြီးမှာနည်းလဲရှိမှာပါဟုတ်တယ်မလားဆရာကြီးကကျမကိုကူညီမယ်ဆိုရင်ဆရာကြီးခိုင်းသမျှအကုန်လုံးကျမလုပ်ပါမယ်ကျွန်တော်ဟာရွှန်ရှာဆက်စုပ်လွန်းလို့သူမရဲ့လက်ကိုအားနဲ့ပုတ်ထုတ်လိုက်ပါတယ်ရင်ထဲမှာလည်းပြုတ်အန်ခြင်းတလူတောင်ခံစားလိုက်ရတာပါဒါပေမဲ့သူမကတော့ပိုပြီးအနုရွာတွေလှုပ်ပြလာပါတယ်ယိုရှူးပိုင်နင်ငါ့ကိုခွင့်လွှတ်နိုင်မလားငါနင့်ကိုလက်ထပ်ပါမယ်နင့်ရဲ့ခြေထောက်တွေကိုနေ့တိုင်းဆေးပေးမယ်နှိပ်ပေးမယ်နင်ဘာပဲခိုင်းကအကုန်လုပ်ပေးမှာမလို့ဟုတ်ပြီလားကျွန်တော်ကတော့သူမကိုအထင်မြင်သေးစွာနဲ့ပဲခါထုတ်လိုက်ပြီးအေးဆက်ဆက်ပြောလိုက်ပါတယ်တော်ဆန်းတစ်နှစ်ပတ်လုံးငါခိုင်းသမျှကိုပဲနင်လုပ်ရမယ်ငါ့ကိုတခုံးမှပြန်မပြောနဲ့ငါစကားကိုတစ်ခါတော့ပဲဖီဆန်ကြည့်လိုက်နောက်ဆက်တွဲဘာဖြစ်လာမလဲဆိုတာနင်အသက်ရှင်လျက်နဲ့တောင်သိရမှာမဟုတ်ဘူးပိုင်နေပင်းဟာအတော်ကြာအောင်တိတ်ဆိတ်သွားပါတယ်အဲ့ဒီနောက်မှာတော့မျက်ရည်တွေကိုတုပ်သူမရဲ့လက်ချောင်းကိုကိုက်ပြီးကျွန်တော်နဲ့သွေးကတိကဝတ်စာချုပ်တစ်ခုချုပ်ဆိုလိုက်ပါတော့တယ်ကျွန်တော်ဟာငကားစွမ်းအင်အနှဲငယ်ကိုထုတ်လုပ်ပြီးသူမရဲ့ပတ်လည်မှာရှိတဲ့အမဲရောင်အငွေ့သက်တွေကိုခိတ္တနှိမ်နှင်းပေးလိုက်ပါတယ်သူမဟာအင်အားတွေကုန်ခန်းသွားသလိုမြေကြီးပေါ်ကိုခွေချသွားပြီးတကိုယ်လုံးလဲချွေးတွေနဲ့ရွှဲနစ်သွားပါတော့တယ်ကျွန်တော်ကသူမရဲ့ပါးကိုခပ်ဖွားဖွားလေးပုတ်လိုက်ပြီးအခုနေ့ရဲ့အလုတ်ကကြံတဲ့မိန်းကလေး18ယောက်လုံးကိုစူးစီးပြီးငါးစီကိုခေါ်လာဖို့ပဲဘာလက်ကွက်မှသုံးဖို့မစင်းစားနဲ့နင်သာတစ်ခုခုလုပ်ဖို့စူးစမ်းရင်ဘာဖြစ်မလဲဆိုတာနင်ကောင်းကောင်းသိပါတယ်ပိုင်နေပင်းဟာကြောက်လန့်တကြားနဲ့ခေါင်းကိုအဆက်မပြတ်ငိမ့်ပြပါတယ်နားလည်ပါပြီကျမအခုချက်ချင်းသွားစီစဉ်လိုက်ပါမယ်6လအကြာမှာတော့ပိုင်နေပင်းဟာကျေးဇူးတင်ဂုဏ်ပြုပွဲဆိုတဲ့ခေါင်းစဉ်ကိုသုံးပြီးမိန်းကလေး18ယောက်လုံးကိုလူသူကင်းဝေးတဲ့တောင်ကုန်းပေါ်ကဗီလာတစ်ခုစီခေါ်လာခဲ့ပါတယ်ခမ်းမကြီးတစ်ခုလုံးကတော့မီးဆိုင်တွေနဲ့လင်းထိန်နေတာပေါ့အရင်ကအရန်ကိုတောက်ပြောင်ခဲ့တဲ့တထေးသမီးလေးတွေဟာအခုတော့ကနာမငြိမ်ပဲပျက်စီးနွမ်းနယ်နေကြတဲ့ပုံစံတွေဖြစ်နေကြပါပြီငါရဲ့ကန်တရားကတော့အခုတလောတကယ်ကိုအောက်ဆုံးရောက်နေတာပဲလမ်းလျှောက်နေတော့ပန်းအိုးနဲ့တောင်အပြစ်ခံရသေးတယ်ငါရဲ့ရှယ်ယာတွေကလည်း3ရက်ဆက်တိုက်ထိုးကျနေတာငါပတ်စံတွေတဝက်လောက်တောင်ကုန်နေပြီဒီတိုင်းသာဆိုငါတော့ဒေဝါလီခံရတော့မှာပဲဒါတွေအားလုံးကဟိုမျက်မမြင်ကောင်လောက်တာနေမှာအဲ့ဒီနေ့ကသူ့အပေါ်ငါတို့အဲ့လောက်အထိမလုပ်ခဲ့သင့်ဘူးစုယုံကသူမရဲ့တမိုးကြီးလက်အိတ်ကိုဒေါသတကြီးနဲ့ကြမ်းပြင်ပေါ်ပြစ်ပေါက်လိုက်ပါတယ်တော်ဆန်းမှာဒါကလူယောင်ဆောင်ထားတဲ့စုံတက်တွေပဲရှိမှာပါမျက်မမြင်တယောက်ကငါတို့ကိုတကယ်ကြီးဘာလုပ်နိုင်မှာမလို့လဲချူချီရှာကမျက်လုံးကိုဝေ့ကြည့်လိုက်ပြီးရွဲတဲ့နဲ့ပြောလိုက်ပါတယ်အိုးဟုတ်ပါပြီအဲ့ဒီနေ့ကသူ့ကိုအစိုးဆုံးဆဲဆိုခဲ့တာနင်ပဲလေအခုကြမှလာပြီးလူကောင်းလုံးမနေနဲ့အဲ့ဒီအချိန်မှာပဲခမ်းမကြီးတဲကမီးတွေဟာရုတ်တရက်မှောင်သွားပြီးဒုတိယထပ်ကနေတောက်ဖက်နှက်တန်တွေထွက်ပေါ်လာပါတယ်ပိုင်နေပင်းဟာလှပကြော်ရှင်းတဲ့ညနေခင်းဝစ်စုံနဲ့ဖြည်းဖြည်းချင်းဆင်းလာပြီးနောက်မှာတော့အရေးကြီးတဲ့လူတစ်ယောက်ကိုစောင့်ဆိုင်းနေတဲ့ပုံစံနဲ့ဘေးကိုရိုးရိုးသေးသေးဖယ်ပေးလိုက်ပါတယ်ဖြူမေတို့မတွေ့ရတာကြာပြီနော်မှောင်ရိပ်ထဲကနေကျွန်တော်ရဲ့အတန်ထွက်ပေါ်လာပါတယ်အဲ့ဒီနောက်အရက်ရှိရှိနဲ့လူတစ်ယောက်ဟာအမှောက်ထဲကနေတရွေ့ရွေ့ထွက်လာပါတော့တယ်အဖြူရောင်အမှတ်သားတွေပါတဲ့အဝတ်အစားအမဲရောင်ဟာသူ့ကိုပိုပြီးတီထက်မြက်စေပါတယ်ဖြူဖွေးနေတဲ့မြေခွေးသားမွေးကော်လာကလည်းသူ့ရဲ့မျက်နှာပေးကိုပိုပြီးအေးဆက်ဆက်နိုင်စေတာပေါ့လက်ထဲမှာရက်တောင်တစ်ချောင်းကိုကင်ထားပြီးမျက်နှာတစ်ဝက်ကိုလည်းမျက်နှာဖုံးနဲ့ဖုံးကွယ်ထားတဲ့ကျွန်တော်ကိုကြည့်ပြီးစုယုံကမျက်မှောင်ကျုပ်ကမေးလိုက်ပါတယ်ပိုင်နေပင်ဒါဘာတူလဲပိုင်နေပင်ကသူမကိုဂယုမဆိုင်ပါဘူးသူမဟာကျွန်တော်ရဲ့ခြေရင်းမှာဒူးထောက်ချလိုက်ပြီးတခင်လူဆုံးပါပြီလို့ရိုးရိုးသေးသေးပြောလိုက်ပါတယ်ခမ်းမကြီးတစ်ခုလုံးတိတ်ဆိတ်သွားပါတော့တယ်လူတိုင်းရဲ့မျက်လုံးတွေဟာအံ့ဩလွန်းလို့ဝိုင်းဆက်သွားကြတာပေါ့မာနာကြီးလာတဲ့ပိုင်မီသားစုရဲ့အမွေခံသမီးလေးကသူစိမ့်တယောက်ရှိမှဒူးထောက်ပြီးတခင်လို့ခေါ်လိုက်မယ်လို့ဘယ်သူမှမယုံနိုင်ကြပါဘူးကျွန်တော်ကတော့ခတ်တိုးတိုးလေးရေမောလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ကျွန်တော်ရဲ့မျက်နှာဖုံးကိုချွတ်လိုက်ပါတယ်ကျွန်တော်ရဲ့ရွှေရောင်တကားမျက်လုံးတွေနဲ့သူတို့ကိုစူးစူးဝါးဝါစိုက်ကြည့်လိုက်ပြီးချစ်ရတဲ့ငါရဲ့တို့သမီးလောင်းလေးတို့တစ်နှစ်ပဲရှိသေးတယ်ငါ့ကိုမမတ်မိကြတော့ဘူးလားရှူးပိုင်နေမသေးဘူးလားတခန်းလုံးရုပ်ရုပ်တဲတဲဖြစ်သွားပါတော့တယ်ချူချီရှက်ရဲ့မျက်နှာဟာဖြူလျော့သွားသလိုစုယုံကလည်းအမီးနှင်းခံလိုက်ရတဲ့ကြောင်တကောင်လို့ထခုန်ပါတော့တယ်ပိုင်နေပင်နေယူနေတာလားနင်ကဒီကောင်နဲ့ပေါင်းပြီးငါတို့ကိုလားလှည့်စားနေတာလားလှည့်စားတယ်ဟုတ်လား
ကျွန်တော်လှေကားပေါ်ကနေဖြည်းဖြည်းချင်းဆင်းလာခဲ့ပါတယ်ကျွန်တော်ရဲ့ငကားအရှိန်ဝါတွေကတဆင့်ပြီးတဆင့်ပုံမပြင်းထန်လာပြီးသူတို့အသက်ရှူရခတ်အောင်ထိဖိအားပေးလိုက်ပါတယ်လွန်ခဲ့တဲ့18နှစ်တုန်းကနင်တို့ဟာငါရဲ့ငကားကန်ကျမကိုတုံးပြီးထိတ်တန်းကိုရောက်ခဲ့ကြတာအခု18နှစ်ပြည့်တော့နင်တို့ကဂတိကိုလူသိရှင်ကြားဖောက်ဖျက်ပြီးငါ့ကိုအဆက်ခွဲခဲ့ကြတယ်ငါတည်သွားမှကိုတောင်ထိုင်ကြည့်နေမယ်လို့ပြောခဲ့ကြတယ်မလားအခုတော့အရင်ရောအတိုးပါပြန်ဆက်ရမယ့်အချိန်ရောက်ပြီးကျွန်တော်ပြောလိုက်တာနဲ့တပြိုင်နက်ခေါင်းပေါ်ကမီးဆိုင်ကြီးဟာတစ်ဖြက်ဖြက်နဲ့လက်လာပြီးလျှက်စစ်စီတန်တွေစူညံထွက်ပေါ်လာပါတယ်မိန်းကလေးတွေအားလုံးအော်ဟစ်ကုန်ကြပါတော့တယ်စူယုံကတော့တတိရှိတယ်လို့ဟန်ဆောင်ပြီးအော်လိုက်ပါတယ် မိန်းကလေးတို့မကြောက်နဲ့သူကခြောက်နေတာငါတို့သွားကြစို့ သူမကတကားစီကိုပြေးသွားပေမဲ့တကားကလုံးဝဖွင့်လို့မရပါဘူးနောက်တစ်စက္ကန့်မှာပဲအပြင်ဘက်ကနေအေးဆက်ဆက်လေးပွေကြီးတွေဟောက်တန်တဲ့အတူတိုက်ခတ်လာပါတယ်ပိတ်ထားတဲ့သတင်းပေါက်တွေကလည်းဒိုင်းကနေအတန်တွေနဲ့အကျယ်ကြီးမြည်လာပါတော့တယ်အိမ်ရှိကအနီရောင်မီးအိမ်တွေဟာလည်းဆက်စုပ်ဖွယ်ကောင်းတဲ့အစိမ်းရောင်တွေဖြစ်ပြောင်းလဲသွားပါတယ်အဲ့ဒီနောက်မှာတော့ဖြူဖြော့နေတဲ့မျက်နှာပေါင်းများစွာဟာမှန်ပြင်းပေါက်တွေမှာအလွှာလိုက်ကလာပြီးမတ်မောတဲ့မျက်လုံးတွေနဲ့ခမ်းမတဲ့ကိုကြည့်ကကြောက်မက်ဖွယ်ကောင်းတဲ့ရေတံလေးတွေကိုထုတ်ဖော်နေကြပါတော့တယ်ကျွန်တော်ကအေးဆက်ဆက်ပဲပြောလိုက်ပါတယ်နင်တို့ဂတိဖောက်ဖျက်လိုက်တဲ့အချိန်မှာကံကြမ္မာရဲ့တုတ်ပြန်မှုတွေကြောင့်နင်တို့စီမှာရင်စွမ်းအင်တွေကန့်ညှိနေပြီနင်တို့အားလုံးဟာမိုင်းပေါင်းများစွာအတွင်းမှာရှိတဲ့လေလွင့်ဝိညာဉ်တွေအတွက်အကောင်းဆုံးသားကောင်တွေဖြစ်သွားကြပြီငါရဲ့ငကားစွမ်းအင်နဲ့မထိန်ချုပ်ပေးထားတဲ့၍တော့အဲ့ဒီမိစ္ဆာတွေအတွက်နင်တို့ဟာအရသာအရှိဆုံးအစားအစာတွေပဲမိန်းကလေးတွေအားလုံးဟာတယောက်ကိုတယောက်ဖက်ပြီးတုံရင်ဖြစ်နေကြပါပြီအဲ့ဒီတုန်းကတော့ငါကနင်တို့ကိုအတနာခံခဲ့ရတာနင်တို့ကတော့မောက်မာခဲ့ကြတယ်လေအခုတော့နင်တို့ကငါ့ကိုပြန်ပြီးအတနာခံရမယ်အလှဲ့ပဲကဲပြောစမ်းပါဦးနင်တို့ဘလို့အမူအရာမျိုးနဲ့ငါ့ကိုတောင်းပန်တင်လဲအဲ့ဒီစကားလဲဆုံးရောတခန်းလုံးတိတ်ဆိတ်သွားပါတယ်စူယုံနဲ့တခြားမိန်းကလေးချို့ကတော့ကံကြမ္မာတုတ်ပြန်မှုကအဆိုးဆုံးမဖြစ်သေးတော့အခုထိမန်တင်းနေလုံးပါပဲသူတို့ကဘာပဲဖြစ်ဖြစ်ဒီဝိညာဉ်တွေကကျွန်တော်ကိုအရင်တိုက်ခိုက်မှာပဲလို့တွေးနေကြတာပါသူတို့ကကျွန်တော်ကိုလူလိမ်လို့ဆက်ပြီးဆဲဆူနေကြတော့မှာပဲတခြားသူတွေကတော့ဘေးကနေကြောက်လန့်နဲ့စောင့်ကြည့်နေကြတယ်ဝိညာဉ်တွေကိုလည်းကြောက်တယ်ဒါပေမဲ့တခုခုထူးခြားလာမလားလို့လည်းမျှော်လင့်နေကြတော့မှာဒါပေမဲ့ပိုင်နေပင်းကတော့အဆိုးဆုံးအချောက်ခံထားရသူပါသူမရဲ့မိသားစုကလည်းဒေဝါလီခံရတော့မှာမလို့သူမဟာကျွန်တော်ရှိမှဒူးထောက်ချလိုက်ပါတယ်ကျွန်မတောင်းပန်ပါတယ်။သွေးကတိကိုဝတ်စာချုပ်ကိုလက်မထိုးပြီးငကားကန်ကျမတွေကိုပြန်ပေးပါမယ်။ဆရာကြီးခိုင်းသမျှလည်းအကုန်လုပ်ပါမယ်။စူယုံကတော့ပိုင်နေပင်းကိုကြောရိုးမရှိတဲ့ကောင်မလို့လှမ်းပြီးဆဲလိုက်ပါတယ်။ကျွန်တော်ကတော့အေးဆက်ဆက်ပဲဟာတိုက်ရီမော်လိုက်ပါတော့တယ်။ကျွန်တော်ဟာလက်ထဲကရက်တောင်ကိုတစ်ချက်ခတ်လိုက်ပြီးအေးဆက်ဆက်နဲ့ပြောလိုက်ပါတယ်။အခုထိမန်တင်းနေတော့မဲလား။အဲ့ဒါဆိုရင်ဝါမြို့ခံရတာဘလို့အရသာလဲဆိုတာညီးစမ်းကြည့်လိုက်အောင်။ကျွန်တော်စကားအဆုံးမှာပဲအပြင်ဘက်ကနေရင်လေပြင်းတွေဝေရမ်းလာပြီးမင်းမောင်နေတဲ့အရေးပေါင်းများစွာဟာစူယုံအစီကိုတန်တမတ်ပြေးဝင်သွားကြပါတယ်။အေးဆက်လာတဲ့မိစ္ဆာစွမ်းအင်တွေကသူ့မကိုရစ်ပတ်ထားပြီးမရေမတွက်နိုင်တဲ့တစေလက်ကြီးတွေကသူ့မကိုအတင်းဆွဲကုန်နေကြပါတော့တယ်။သူမဟာကြောက်လန့်တကြားအော်ဟစ်ရင်းကြောင်ကရန်းနဲ့ဟိုပြေးဒီပြေးလုံနေပေမဲ့ဘယ်သူမှလာမကယ်ရဲကြပါဘူး။တခြားမိန်းကလေးတွေလည်းအဲ့ဒီမြင်ကွင်းကိုကြည့်ပြီးချက်ချင်းဆိုသလိုစိတ်ဓာတ်တွေပြိုလဲသွားကြပါတယ်။သူတို့ဟာတယောက်ပြီးတယောက်ဒူးထောက်ကြလိုက်ပြီးခွင့်လွှတ်ဖို့တောင်းပန်ကြပါတော့တယ်။စူယွန်းတယောက်ထဲသာဝိညာဉ်အုပ်ကြီးကြားမှာအသက်အတန်အော်ဟစ်ရင်းလုံးဝစိတ်ဓာတ်ကျဆင်းသွားပါတော့တယ်။ကျမမှားပါပြီ။ကျမသခင်ကိုလက်ထပ်ပါမယ်။ကျေးဇူးပြုပြီးသူတို့ကိုဖယ်ထုတ်ပေးပါဦး။သူမဟာကျမ်းပြင်ပေါ်မှာဝက်ဆတွင်းငိုယိုပြီးတောင်းပန်ရှာပါတယ်။ကျွန်တော်လက်တစ်ဖက်ကိုမြှောက်လိုက်ပြီးဝိညာဉ်တွေကိုပြန်ရုပ်သိမ်းလိုက်ပါတယ်။အဲ့ဒီနောက်ကျမ်းပြင်ပေါ်မှာဖယိုဖယဲလဲကျနေတဲ့မိန်းကလေးတွေကိုငုံကြည့်ပြီးအေးဆက်တဲ့အတန်နဲ့ပြောလိုက်ပါတယ်။ငါအတွက်ကတော့နင်တို့တွေကတယောက်ကိုလက်ထပ်လိုက်ရုံနဲ့နောက်ထပ်တစ်နှစ်အသက်ဆက်ရှင်ဖို့လုံလောက်ပြီ။အဲ့ဒီလိုလက်ထပ်လိုက်တဲ့မိန်းကလေးကိုလည်းကံကြမ္မာတုတ်ပြန်မှုတွေကနေငါကာကွယ်ပေးမယ်။သူမကိုတစ်သက်လုံးချမ်းသာကြွယ်ဝစေပြီးသူမရဲ့မိသားစုကိုလည်းထာဝရအောင်မြင်အောင်လုပ်ပေးမယ်။ကျန်တဲ့သူတွေကတော့နောက်တစ်နှစ်နေရင်ဘလို့အခြေအနေမျိုးအထိနှိမ့်ကျသွားမလဲဆိုတာဘယ်သူမှမသိနိုင်ဘူးနော်။အဲ့ဒီစကားလဲဆုံးရောတခန်းလုံးတိတ်ဆိတ်သွားပြီးလေတူးထဲမှာတင်းမာမှုတွေချက်ချင်းမြင့်တက်လာပါတယ်။မိန်းကလေးတွေဟာတယောက်ကိုတယောက်အကဲခတ်တဲ့အကြည့်တွေနဲ့ကြည်လာကြပါတော့တယ်။သူတို့ရဲ့မျက်လုံးထဲမှာစိုးရိမ်စိတ်တွေရောတွက်ကိန်းထုတ်နေတာတွေပါပြည့်နေနေတာပါ။အခွင့်အရေးကတနေရာတည်းပဲရှိတာမလို့တယောက်ကတော့ကြံတဲ့သူတွေကိုတစ္ဆာဖောက်ရတော့မှာဖြစ်ပါတယ်။ရှူးပိုင်ကျမသခင်ကိုလက်ထပ်ပါမယ်။ချူချီရှက်ကပထမဆုံးတုံ့ပြန်လိုက်တာပါ။သူမဟာအပြေးလေးလာပြီးကျွန်တော်ခြေထောက်ကိုဖက်ကဒူးထောက်လိုက်ပါတယ်။သူမရဲ့အကြည့်တွေကလည်းချက်ချင်းဆိုသလိုနူးညံ့သွားပါတယ်။ကျမကိုပဲရွေးချယ်ပါ။ကျမရဲ့နောက်ကျောင်းကတန်ရှင်းပါတယ်။ဘသူနဲ့မှလည်းရီးစားမဖြစ်ဘူးပါဘူး။တကယ်လို့သခင်ကိုအခုကစပြီးသခင်လို့ပဲခေါ်စေခြင်းနဲ့ဆိုရင်လည်းကျမခေါ်ပါမယ်။သူ့အနာကဖယ်ဆန်းငါအရင်ရောက်တာနောက်ထပ်မိန်းကလေးတယောက်ကပြေးလာပြီးချူချီရှကိုတွန်းထုတ်လိုက်ပါတယ်။ပြီးတော့ကျွန်တော်ရှေ့မှာဒူးထောက်လိုက်ပြန်ပါတယ်။ရှူးပိုင်ကျမရဲ့မိသားစုကအိမ်ချမ်းမြေလောကမှာအောင်မြင်နေတာကျမမှာငွေရောဩဇာအာဏာရောရှိတယ်။ကျမရဲ့ကုမ္ပဏီရှယ်ယာတစ်ဝက်ကိုလက်ဖွဲ့အနေနဲ့ပေးပါမယ်။အဲ့ဒါကြောင့်ကျမကိုပဲရွေးပါမိန်းကလေးတွေအားလုံးဟာကံကောင်းသူဖြစ်ချင်စောနဲ့ကျွန်တော်အနားမှာဝိုင်းအောင်ပြီးအလူရက်ညင်းခုန်နေကြပါတော့တယ်။တိတ်ဆန်းငါဘသူ့ကိုမှမရွေးချယ်ခြင်းဘူး။ခမ်းမကြီးတစ်ခုလုံးချက်ချင်းပြန်တိတ်သွားပါတယ်။ငါနင်တို့အားလုံးနဲ့ဂတိကဝတ်ကိုအစ်စ်ပြန်လုပ်ပေးနိုင်တယ်။ဒါပေမဲ့စီကံတစ်ခုတော့ရှိတယ်။ကျွန်တော်လက်ချောင်းလေးကိုတစ်ချက်တောက်လိုက်ပါတယ်။ပိုင်နေပင်းကကျွန်တော်လက်ထဲကိုသွေးစီနှစ်တစ်ဆက်ထည့်ပေးပါတယ်။ဒီဘေးဒုက္ခကနေနင်တို့လွတ်မြောက်အောင်ငါကူညီပေးမယ်။နင်တို့ရဲ့မိသားစုစည်းစိမ်တွေကိုလည်းမပျက်စီးအောင်ငါထိန်းပေးမယ်။
ဒါပေမဲ့နင်တို့စီမှာရှိတဲ့နဂါးကန်ကျမတွေကိုတော့ပြန်ပေးအပ်ရလိမ့်မယ်အဲ့ဒီနောက်မှာတော့ကျွန်တော်ဟာဗီဒီယိုတိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုကိုစတင်လိုက်ပါတယ်ဖုန်းစခရင်ကိုကြည့်ပြီးကျွန်တော်ပြောလိုက်ပါတယ်ဒီနေ့မှာတော့ဖီနစ်မဲ18ယောက်စီကနဂါးကန်ကျမတွေကိုပြန်သိမ်းယူပြီးကျွန်တော်ရဲ့ကြည့်ရှုသူပရိသတ်တွေကိုပြန်ပြီးဝေမျှပေးသွားမှာပါဒီနဂါးကန်ကျမကိုရတဲ့သူတွေဟာမယုံနိုင်လောက်အောင်ကံကောင်းလာကြပါလိမ့်မယ်မိန်းကလေးတွေဟာသွေးကတိကဝတ်စာချုပ်မှာလက်မှတ်ထိုးခါနေမှာပဲအပြင်ဘက်ကနေစူးစူးဝါးဝါအော်ဟစ်တန်ကြီးတစ်ခုထွက်ပေါ်လာပါတယ်ဗီလာကိုဝိုင်းထားတဲ့ဝိညာဉ်100ကျော်ဟာသူတို့ရဲ့တဘာဝရန်သူတော်ကြီးကိုတွေးလိုက်ရတယ်လို့မျိုးပဲအယူတွေလိုအရက်မျက်နှာအနှံ့ကိုအလူရက်ပြေးထွက်သွားကြပြီးစက္ကန့်ပိုင်းတွင်းမှာပဲလုံးဝပျောက်ကွယ်သွားပါတော့တယ်တခုခုတော့မှားနေပြီဝိညာဉ်100ကျော်ကိုချက်ချင်း6လက်နိုင်တဲ့သူဆိုတာကြောက်စရာကောင်းလောက်အောင်တန်မာတဲ့သူပဲဖြစ်ရမယ်ကျွန်တော်ရဲ့ရင်ထဲမှာမကောင်းတဲ့အငွေ့သက်ကိုခံစားလိုက်ရပါတယ်ခမ်းမထဲမှာရှိတဲ့လူတွေကိုလိုက်ရည်တွဲကြည့်လိုက်တော့19ယောက်ပဲရှိပါတယ်တယောက်ပျောက်နေတာပါကျွန်တော်ဟာပိုင်နေပင်းကိုအားနဲ့ဆွဲကင်လိုက်ပါတယ်ကျွန်တော်ရဲ့မျက်လုံးတွေဟာရေခဲလိုအေးဆက်နေပါတော့တယ်18ယောက်မြောက်မိန်းကလေးကဘသူလဲသူဘာလို့ဒီကိုရောက်မလာတာလဲကျွန်တော်ရဲ့အမေကြောင့်ပိုင်နေပင်းဟာတကိုယ်လုံးတုံတုံရင်ဖြစ်သွားပါတယ်သူကရွေးချူရှိုးပါကျွန်မသူ့စီစာလဲဖို့တယ်ဖုန်းလဲခေါ်တယ်ဒါပေမဲ့သူလုံးဝပြန်မဖြေဘူးအဲ့ဒါကြောင့်သူလဲတခြားသူတွေလိုပဲမလာချင်လို့နေမှာပါလို့ကျွန်မထင်နေမိတာရွေးချူရှိုးအဲ့ဒီနာမည်ကိုကြားလိုက်ရတာဟာကျွန်တော်အုံနောက်ကိုမိုးကြိုးပစ်လိုက်တယ်လို့ပါပဲဖီနစ်မဲ18ယောက်ထဲမှာသူမတယောက်ထဲသာကျွန်တော်ကိုဘယ်တော့မှမစော်ကားခဲ့တာပါအဲ့ဒီညကအိမ်ဟောင်းကြီးမှာတော့ကျွန်တော်တယောက်ယောက်ကိုရွေးရမယ်ဆိုရင်သူမကိုပဲရွေးချယ်မိမှာပါလို့တွေးခဲ့ပူပါတယ်ဒါပေမဲ့အခုတော့သူမကရောက်မလာတဲ့တူးလေးတော့သူဖြစ်နေပါပြီဝုံပြင်းထန်လာတဲ့နဂါးဟောက်တန်ကြီးကဗီလာရဲ့အပေါ်စီးကနေပောက်ကွဲထွက်လာပါတယ်ဗီလာတစ်ခုလုံးလည်းအကြီးအကျယ်တုန်ခါသွားပြီးမိတွေကလည်းတစ်ဖြက်ဖြက်နဲ့မိတ်တုံဖြစ်လာပါတော့တယ်စုယွန်းဟာကျမ်းပြင်ပေါ်ကိုခွေကျသွားသလိုတခြားမိန်းကလေးတွေလည်းကျွန်တော်နောက်ကိုအပြေးလွှားလာပုံရင်းအဆက်မပြတ်အော်ဟစ်နေကြပါတယ်အဲ့ဒီအချိန်မှာပဲဗီလာရဲ့ရှေ့တကားကြီးဟာဝုန်းကနေပွင့်ထွက်သွားပြီးတေးကျင်တဲ့ပုံရိပ်တစ်ခုဖြည်းဖြည်းချင်းလမ်းလျှောက်ဝင်လာပါတယ်အဲ့ဒါရွေးချူရှိုးပါပဲဒါပေမဲ့သူမဟာအရင်ကလိုအေးအေးဆေးဆေးနဲ့ကြောက်တတ်တဲ့မိန်းကလေးမဟုတ်တော့ပါဘူးသူမဟာအနီနဲ့အမဲရောင်ရောရှက်နေတဲ့ထင်ရှားလာတဲ့ကာဝင်းကိုဝစ်ဆင်ထားပြီးသပင်ရှည်ကြီးတွေကလည်းနောက်ကျောဘက်မှာဖားလျားကျနေပါတယ်သူမရဲ့မျက်နှာကရေခဲလိုအေးဆက်နေတယ်လို့သူမရဲ့မျက်လုံးတွေထဲမှာလည်းတစ်ကဘာလုံးကိုအထက်စီးကကြည့်နေတဲ့မောက်မာမှုတွေရှိနေပါတယ်သူမကကျွန်တော်ဘက်ကိုအကြည့်လွဲလိုက်ပြီးအေးဆက်ဆက်တန်နဲ့ပြောပါတယ်အဲ့ဒီတော့ကကျမမေဟာအဲ့ဒီစာချုပ်ကိုအလိုလိုနေရင်လက်မထိုးခဲ့တာမဟုတ်ဘူးယိုဝန်လင်းကကျမတို့မိသားစုရဲ့ဘေးကင်းလုံခြုံရေးကိုချင်းချောက်ပြီးအတင်းတမလောက်ခိုင်းခဲ့တာအဲ့ဒီတော့ဘာလို့ကျမကပြန်ပေးဆက်ရမှာလဲစကားလဲဆုံးရောသူမဟာလက်တစ်ဖက်ကိုဖြည်းဖြည်းချင်းမြောက်လိုက်ပါတယ်ဗီလာအတွင်းကလေတူးဟာချက်ချင်းဆိုသလိုခဲသွားသလားမှတ်ရပါတယ်အဲ့ဒီနောက်ကြောက်မက်ဖွယ်ကောင်းတဲ့မြင်ကွင်းတစ်ခုကိုကျွန်တော်မြင်လိုက်ရပါတယ်ကျွန်တော်မျက်စိရှိရင်ကြံတဲ့ဖီနစ်မဲ18ယောက်လုံးရဲ့အသားရည်တွေဟာဖြူလျော့သွားပြီးသူတို့ရဲ့အသက်တွေဟာတဆဆခန်းချောက်လာနေတာပါကျွန်တော်ငကားမျက်လုံးကိုဖွင့်ကြည့်လိုက်တဲ့အခါရွေးချူရှိုးရဲ့နောက်ွယ်မှာရစ်ပတ်နေတဲ့ကတ္တရာဆေးလိုမင်းနဲ့နေတဲ့အရေးကြီးတစ်ခုကိုမြင်လိုက်ရပါတယ်အဲ့ဒါကတော့ခမ်းမထဲမှာရှိတဲ့အသက်တွေကိုမတ်မောစွာဝါမျိုးနေတဲ့ဝါကင်ကမြင့်ငကားမင်းပါပဲအဲ့ဒီအချိန်မှာပဲအားလုံးကိုကျွန်တော်နားလည်သွားပါတယ်ရွေးချူရှိုးဟာဒီဘေးဒုက္ခကနေလွတ်မြောက်ဖို့အတွက်ငကားမင်းစီကိုတိုက်ရိုက်သွားပြီးအပေးအယူလုပ်ခဲ့တာပါရွေးချူရှိုးကရုတ်တရက်ပြုံးလိုက်ပါတယ်သူမရဲ့ရေတံကအတန်နှစ်ခုထက်နေတယ်လို့မျိုးနှိမ်ပြီးအရှနေပါတယ်ငါရဲ့ချစ်လစွာသောသားတော်မင်းကိုကျေးဇူးတင်ရမှာပဲဒီညတော့ငါအတွက်အစာတွေအကုန်လုံးစုံစုံလင်လင်ရပြီပေါ့သူတို့အားလုံးကိုငါဝါမျိုးပြစ်မယ်ပြီးရင်မင်းကိုလည်းစားပြီးငါရဲ့တန်ခိုးအာနာကိုနောက်ထပ်နှစ်ပေါင်း100တိုးအောင်လုပ်မယ်ကြောက်မက်ဖွယ်ကောင်းလာတဲ့ဖီအားကြီးကကျွန်တော်ပေါ်ပြူကျလာပါတယ်ကျွန်တော်ရဲ့ဒူးတွေကချက်ချင်းဆိုသလိုခွေကျသွားပြီးမြေကြီးပေါ်လဲကျသွားပါတော့တယ်သွေးတလုံးဟာလည်းကျွန်တော်ရဲ့နှုတ်ခမ်းကနေပန်းထွက်လာပါတယ်ရိုးရိုးသွေးချင်းနှိမ်နှင်းမှုကြောင့်ကျွန်တော်လုံးဝမလုံနိုင်တော့ပါဘူးဒါဟာတကယ်တော့တားဖချင်းထိတ်တိုက်ရင်ဆိုင်မှုပါပဲရွေးချူရှိုးဟာကျွန်တော်ရှိကိုလျှက်ခဲတယ်လို့ရောက်လာပါတယ်သူမကကျွန်တော်ရဲ့လေပင်ကိုအားနဲ့ဆွဲညှစ်ပြီးလေထဲကိုမြှောက်လိုက်ပါတယ်ကျွန်တော်ရဲ့ငကားစွမ်းရင်တွေဟာအတင်းအဓမ္မဆွဲထုတ်ခံနေရပြီးကျွန်တော်အသက်ရှူရအရန်ကျက်လာပါတယ်ကျွန်တော်ရဲ့အမြင်အာရုံတွေဟာဝေဝါးလာပါပြီငါတကယ်ပဲဒီမှာတေးရတော့မှလားအမေအတွက်လည်းလက်စားမချေရသေးဘူးဆရာကိုပေးထားတဲ့ဂတိလည်းမတေးရသေးဘူးကျွန်တော်ဒါကိုလက်မခံနိုင်ပါဘူးမဖြစ်ဘူးကျွန်တော်ဟာနောက်ဆုံးရှိတဲ့အားအင်တွေကိုစူးစီးပြီးဟိန်းဟောက်လိုက်ပါတယ်ရွှေရောင်အလင်းတန်းတွေဟာကျွန်တော်ရဲ့ခန္ဓာကိုယ်ကနေပောက်ကွဲထွက်လာပါတယ်ကျွန်တော်သွေးထဲမှာရှိတဲ့နောက်ထပ်စွမ်းအားတစ်ခုဟာရုတ်တရက်နိုးထလာခဲ့ပါပြီမြေအောက်ကနေပြင်းထန်လာတဲ့ပောက်ကွဲတန်ကြီးထွက်ပေါ်လာပြီးကျမ်းပြင်တွေလည်းအစိတ်စိတ်အမွှားမွှားဖြစ်သွားပါတော့တယ်ကြောက်ခဲတွေဟာအရက်မျက်နှာအနှံ့ကိုလွှင့်စင်သွားပြီးဝါကင်ကမြစ်ရဲ့ရွှွန့်ရည်တွေဟာရေပန်းတစ်ခုလိုအရှိန်ဟုန်နဲ့ပန်းထွက်လာပါတယ်အဲ့ဒီရေတွေဟာရွေးချူရှိုးကိုအဝေးကိုလွှင့်စင်သွားစေပါတယ်ဟုံဟုံတောက်နေတဲ့အဲ့ဒီရေတကားကြီးကြားထဲမှာတော့ငိုကြွေးနေတဲ့ဝိညာဉ်တွေဝိုင်းရံထားတဲ့ပုံရိပ်တစ်ခုဖြည်းဖြည်းချင်းထွက်ပေါ်လာပါတယ်ငိုကြွေးနေတဲ့ဝိညာဉ်တွေဝိုင်းရံထားတဲ့အဲ့ဒီပုံရိပ်ကတော့တခြားသူမဟုတ်ပါဘူးကျွန်တော်ရဲ့အမေကိုယ်တိုင်ပါပဲအရင်ကဆရာပြောပြဘူးတာရှိပါတယ်ကျွန်တော်မွေးတဲ့နေ့ကလေးကကျွန်တော်အမေဟာငကားမင်းရဲ့ချုံနှောင်ခြင်းကိုခံခဲ့ရပြီးဝါကင်ကမြစ်ရဲ့အောက်ခြေမှာလူလည်းမဟုတ်တရေလည်းမဟုတ်တဲ့အခြေအနေနဲ့အဆုံးမရှိတဲ့နှိမ့်ဆက်မှုတွေကိုခံစားနေခဲ့ရတာပါအခုတော့အမေဟာအဲ့ဒီချုံနှောင်မှုတွေကိုဖောက်ထွက်ပြီးကျွန်တော်ရှိမှမတ်တက်ရက်နေခဲ့ပါပြီနင်ကတည်သွားတာတောင်ငါရဲ့အစီအစဉ်တွေကိုလာဖြက်စီးရဲသေးတယ်ပေါ့လေရွေးချူရှိုးရဲ့ကိုယ်ထဲကနေငကားနဲ့ကြီးတကောင်ရဲ့ပုံရိပ်ပောက်ကွဲထွက်လာပါတယ်
အဲ့ဒီပုံရိပ်ဟာအေယာမနဂါးနဲ့ကြီးတကောင်ဖြစ်ပြောင်းလဲသွားပြီးကျွန်တော်အမေရဲ့ပုံရိပ်ကိုအမျိုးတကြီးနဲ့ဝါမျိုးကိုစူးစမ်းပါတော့တယ်အမေဟာစစ်မှန်တဲ့ရင်စွမ်းအားရရှိတဲ့ဝိညာဉ်တကောင်ဖြစ်နိုင်ပေမဲ့နဂါးမင်းရဲ့ပြင်းထန်လာတဲ့ရန်စွမ်းအားရရှိမှာတော့တဖြည်းဖြည်းအားနည်းလာပါတော့တယ်အမေရဲ့ပုံရိပ်ဟာတဆဆမှိန်ဖြော့လာပါတယ်ရှူးပိုင်နဂါးဟောက်တန်တွေကြားကနေအမေရဲ့အတန်ထွက်ပေါ်လာပါတယ်တကယ်လို့မင်းဒီဘေးဒုက္ခကနေမလွတ်မြောက်နိုင်ဘူးဆိုရင်မင်းရဲ့နဂါးသွေးတွေကိုမင်္ဂလာစာချုပ်စီပေးလိုက်ပါဒီစာချုပ်ကမင်းကို18နှစ်ပတ်လုံးကောက်ွယ်ပေးခဲ့တာအခုမင်းဒီအခြေအနေကိုမကြော်ဖြတ်နိုင်ဘူးဆိုရင်တော့အဲ့ဒီကျေးဇူးကိုပြန်ဆက်ရမယ့်အချိန်ရောက်ပြီကျွန်တော်ရဲ့တကူလုံးတုံ့လှုပ်သွားပါတယ်ပျောက်ကွယ်တော့မဲ့အမေကိုကြည့်ပြီးကျွန်တော်ကောင်းကိုအားပါငိမ့်ပြလိုက်ပါတယ်အဲ့ဒီနောက်ကျွန်တော်စီမှာအမြဲဆောင်ထားတဲ့မင်္ဂလာစာချုပ်ကိုထုတ်လိုက်ပါတယ်ပြီးတော့ကြောက်လန့်ပြီးတောက်ကြီးဖြစ်နေတဲ့မိန်းကလေးတွေကိုအော်ပြောလိုက်ပါတယ်နင်တို့ဘာရဲကြည့်နေတာလဲသွေးကတိကဝုတ်ကိုလက်မှတ်ထိုးပြီးငါရဲ့ငကားသွေးတွေကိုအခုချက်ချင်းပြန်ပေးစမ်းပိုင်နေပင်းနဲ့တခြားသူတွေဟာကြောက်လန့်တကြားနဲ့တုံရင်နေတဲ့လက်တွေကိုသွေးကတိကဝုတ်စာချုပ်ပေါ်တင်လိုက်ကြပါတယ်အဲ့ဒီနောက်မှာတော့သူတို့ရဲ့မျက်ခုံးနှစ်ခုကြားကနေရွှေရောင်သွေးဆက်လေးတွေထွက်ပေါ်လာပြီးကျွန်တော်ရဲ့လက်ဖွားထဲမှာလာပြီးစူးစီးမိပါတော့တယ်ကျွန်တော်ဘာမှတွန့်ဆုတ်မနေတော့ပဲကျွန်တော်ရဲ့ကိုယ်ပိုင်ငကားသွေးတွေနဲ့အဲ့ဒီသွေးဆက်တွေကိုပေါင်းဆက်လိုက်ပြီးမင်္ဂလာစာချုပ်ထဲကိုအကုန်လောင်းထည့်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဆူရှာလာတဲ့အော်ဟစ်တန်ကြီးတစ်ခုထွက်ပေါ်လာပါတယ်ကျွန်တော်အမေရဲ့ပုံရိပ်ဟာငကားနဲ့ကြီးရဲ့လက်သေးတွေအောက်မှာအပိုင်းပိုင်းပြက်ပြက်ဖြစ်သွားပြီးမုံတိုင်းထဲမှာပျောက်ကွယ်သွားပါတော့တယ်ကျွန်တော်ဟာရင်ဘတ်တစ်ခုလုံးကွဲအပ်မတက်အားကုန်အောင်ဟစ်မိပါတယ်ငကားနဲ့ကြီးကတော့ကောင်းကင်တုံဟိမ့်မတက်ဟောက်လိုက်ပြီးကျွန်တော်စီကိုလျှက်စီးကြောင်းတစ်ခုလိုအရှိန်နဲ့ဆင်းလာပါတော့တယ်အတိအကျပါပဲအဲ့ဒီအချိန်မှာပဲမင်္ဂလာစာချုပ်ကနေဆူရှာတောက်ပါတဲ့ရွှေရောင်လင်းနှန်းတွေပောက်ကွဲထွက်လာပါတယ်ကောင်းကင်ရန်အထိဟိမ့်ထွက်သွားတဲ့အေးဆက်ဆက်အမိတ်တန်တစ်ခုလည်းထွက်ပေါ်လာပါတယ်ထွက်သွားစမ်းအေယာမမွေစိမ်းကြီးတစ်ကောင်ရဲ့ပုံရိပ်ဟာစာချုပ်ထဲကနေရုံထွက်လာပြီးငကားနဲ့ကြီးကိုအဝေးကိုလွင့်စင်သွားအောင်ရိုက်ထုတ်လိုက်ပါတယ်အလင်းနှန်းတွေမှိန်သွားတဲ့အခါမှာတော့ဆရာလျိုဝမ်လင်ဟာကျွန်တော်ရှိမှအကာအကွယ်ပေးတဲ့ပုံစံနဲ့ဖြည်းဖြည်းချင်းဆင်းသက်လာပါတယ်သူမရဲ့စိမ့်ဆိုတဲ့ဝတ်စုံဟာပကြီးကားတစ်ချက်လိုလှပနေပြီးလေထဲမှာလွင့်နေတဲ့သပင်ရှည်ကြီးတွေနဲ့သူမဟာကောင်းကင်ကဆင်းသက်လာတဲ့နတ်သမီးတစ်ပါးလိုပါပဲသူမဟာနောက်ကိုလှည့်ကြည့်ပြီးသူမရဲ့အေးဆက်တဲ့လက်ထိပ်လေးတွေနဲ့ကျွန်တော်မျက်နှာကိုအသားအရာအုပ်ကင်လိုက်ပါတယ်သူမရဲ့မျက်လုံးထဲမှာတော့ကျွန်တော်အတွက်စိတ်မကောင်းဖြစ်နေတဲ့အရေးအယောင်တွေအပြည့်ပါပဲလူလေးဘယ်သူကမင်းကိုအဲ့ဒီလိုထိတ်တိုက်ရင်ဆိုင်ခိုင်းလို့လဲဒါပေမဲ့ငါယောက်ျားလေးလည်းအတော်ကြီးလာပြီပဲအ ਨੇ ဆုံးတော့အခုဆိုရင်မိန်းကလေးတယောက်ရဲ့လှည့်စားမှုကိုအလွယ်တကူခံရမှာမဟုတ်တော့ဘူးပေါ့ဆရာကြီးတော့ကျွန်တော်ဟာအရန်ကိုထိတ်လန့်နေမိပါတယ်ကျွန်တော်အတန်တွေကလည်းနာကျင်မှုကြောင့်အရှနေပါတယ်သူကကျွန်တော်နောက်ကိုလိုက်နေတာဆရာကျွန်တော်ကိုတခါကယ်ပြီးပြီပဲကျွန်တော်အတွက်နဲ့ဆရာထပ်ပြီးအသက်သေးမခံပါနဲ့တော့လျိုဝမ်လင်ဟာကျွန်တော်ကိုကြည့်ပြီးရုတ်တရက်ပြုံးလိုက်ပါတယ်အဲ့ဒီအပြုံးဟာရင်နာစရာကောင်းတော့အောင်လှပလွန်းပါတယ်ပြီးခဲ့တဲ့တစ်ခေါက်ငါမင်းကိုကယ်ခဲ့တာကလွန်ခဲ့တဲ့18နှစ်တုန်းကငါနဂါးတွင်ပြောင်းမှုကြာရှုံးခဲ့လို့အေးဆက်တဲ့အစိတ်တွေမိနေချိန်မှာမင်းရဲ့နှွေးထွေးတဲ့ကိုခန္ဓာနဲ့ငါ့ကိုနှွေးထွေးအောင်လုပ်ပေးခဲ့လို့အဲ့ဒီကျေးဇူးကိုပြန်ဆက်ခဲ့တာဒါပေမဲ့ဒီတစ်ခေါက်ကတော့မတူတော့ဘူးဘာလို့မတူတာလဲကျွန်တော်ဟာငိုတော့မဲ့အတန်နဲ့မေးလိုက်မိပါတယ်သူမကရှေ့ကိုတလန်းတိုးလာပြီးကျွန်တော်ရဲ့မျက်နှာကိုအုပ်ကင်ကမျက်လုံးချင်းတက်တက်စိုက်ကြည့်လိုက်ပါတယ်မင်းခုနကငါ့ကိုဘလို့ခေါ်လိုက်တာလဲဆေးရဟုတ်လားမားသွားပြီဆရာရဲ့အတန်ကပြတ်သားပြီးနောက်ဆုံးစကားဖြစ်တယ်ဆိုတာသိတာလာပါတယ်မင်းငါကိုမိန်းမလို့ခေါ်တဲ့နာမင်းမသိဘူးလားညွေတွေဆိုတာတဘာဝကြီးကကာမဂုဏ်ခံစားမှုပြင်းထန်တတ်ကြပေမဲ့ငါတို့ကတိစ္ဆာလဲအရန်ရှိကြတယ်ငါတို့တစုံတယောက်ကိုရွေးချယ်လိုက်ပြီဆိုရင်တော့အဲ့ဒါဟာဒေတူဝမ်ကွဲတစ်သက်လုံးအတွက်ပဲကောင်းကင်ရံမှာဝဲပြန်နေတဲ့နဂါးနဲ့ကြီးကတော့လျိုဝမ်လင်ကကိုအထင်မြင်သေးစွာနဲ့ကြည့်ပြီးဟာတိုက်ရီမော်လိုက်ပါတယ်နင်ကကိုဘာကောင်းထင်နေတာလဲအော်နဂါးဖြစ်ဖို့စူးစမ်းရင်ကြာရှုံးခဲ့တဲ့မြေစုပ်လေးပဲကိုမြေတကောင်ကစစ်မှန်တဲ့နဂါးတကောင်ရှေ့မှာလာပြီးရန်ကားရဲတယ်ပေါ့လေအဲ့ဒါဆိုရင်ဒီနေ့တော့ငါနင့်ကိုပါဝါမျိုးပြစ်မယ်လျိုဝမ်လင်ရဲ့မျက်လုံးတွေကအေးဆက်သွားပါတယ်သူမကကျွန်တော်မျက်နှာကိုလွှတ်လိုက်ပြီးနဂါးနဲ့ကြီးဘက်ကိုလှည့်လိုက်ပါတယ်သူမရဲ့တကူလုံးကနေတက်ဖြတ်လို့တဲ့အရှိန်ဝါတွေပောက်ကွဲထွက်လာပါတယ်ငါယောက်ျားကိုထိရအောင်နင့်ကိုနေမှာထင်နေတာလဲသူ့ကိုတစ်ချက်ကလေးတောင်ထိကြည့်စမ်းငါနင့်ကိုတေအောင်တက်ပြစ်မယ်သူမဟာအပြာရောင်အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီးကောင်းကင်ရန်စီကိုများတစင်းလိုပြန်တက်သွားပါတယ်အဲ့ဒီနောက်နဂါးနဲ့ကြီးစီကိုအားနဲ့ပြေးဝင်တိုက်ခိုက်ပါတော့တယ်ပုံရိပ်နှစ်ခုဟာအမိုးကိုဖောက်ထွက်ပြီးမိုးကြိုးမုန်တိုင်းတွေကြားထဲမှာအသေးအတန်တိုက်ခိုက်နေကြပါတယ်တိုက်ခိုက်မှုတိုင်းမှာနားကွဲမတက်ပောက်ကွဲတန်ကြီးတွေထွက်ပေါ်လာပြီးကောင်းကင်ရန်ကြီးတောင်အယောင်တွေပြောင်းလဲကုန်ပါတော့တယ်ဒါပေမဲ့တဖြည်းဖြည်းနဲ့နဂါးဟောက်တန်တွေကပိုကျလာပြီးလျိုဝမ်လင်ရဲ့စွမ်းအားတွေကတော့မှိန်ဖြော့လာပါတယ်လျှက်စီးတစ်ခုကောင်းကင်ကိုဖျက်သွားတဲ့အချိန်မှာပဲလျိုဝမ်လင်ဟာကျိုးပြတ်သွားတဲ့စွန်နှကောင်လိုကျွန်တော်ရှိတဲ့တဲ့ကိုအရှိန်နဲ့ပြုတ်ကျလာပါတယ်သူမရဲ့ပါးစပ်ကနေသွေးတွေအဆက်မပြတ်စီးကျလာပြီးမျက်နှာကလည်းစက်ကူတစ်ချက်လိုဖြူရော့နေရှာပါတယ်မြင်ပြီလားဒါဟာကန်ကြမှာပဲနဂါးနဲ့ကြီးကအထက်စီးကနေဝဲပြန်ရင်မိုးကြိုးတန်လိုဟိန်းဟောက်လိုက်ပါတယ်ညွေဆိုတာညွေပါပဲဘယ်တော့မှနဂါးဖြစ်မလာနိုင်ဘူးငါရဲ့ချစ်လစွာသောသားတော်မင်းကစစ်မှန်တဲ့နဂါးသွေးရှိနေပါလျက်နဲ့အတုံးမကျတဲ့ညွေမိတ်စာတကောင်ပေါ်မှာပဲမျောလင်းချက်ထားနေမိတာလားတကယ်ကိုစိတ်ပျက်စရာပဲကျွန်တော်ဟာလျိုဝမ်လင်ကိုတင်းတင်းကြပ်ကြပ်ပွေ့ပိုက်ထားမိပါတယ်နှလုံးသားတစ်ခုလုံးလဲနာကျင်မှုကြောင့်ဆုတ်ဖြဲခံရတယ်လို့ပါပဲကျွန်တော်ကိုယ်တည်းကစစ်မှန်တဲ့နဂါးသွေးတွေဟာစူပွက်လာပြီးကျွန်တော်တကိုယ်လုံးမှာအေးစိတ်မှုတွေပြန့်နှံ့သွားပါတယ်လက်ထဲမှာရှိတဲ့ဖြူဖြော့နေတဲ့မျက်နှာလေးကိုငုံကြည့်ရင်ကျွန်တော်တူတူလေးရေရွတ်လိုက်ပါတယ်ဆရာအမြဲတမ်းနဂါးတကောင်ဖြစ်ချင်ခဲ့တာမလား
အဲ့ဒါဆိုရင်ဒီနေ့ဆရာဆန္ဒကိုကျွန်တော်ဖြည့်ဆည်းပေးပါမယ်သူမဘာမှမတုံ့ပြန်နိုင်ခင်ပါပဲကျွန်တော်ဟာကျွန်တော်ရဲ့သွေးကြောအားလုံးကိုပြောင်းပြန်လှန်လိုက်ပြီးငကားသွေးအားလုံးကိုနှလုံးသားစီစုစည်းလိုက်ပါတယ်အဲ့ဒီနောက်ပူလောင်နေတဲ့နှလုံးသွေးတစ်လုံးကိုပန်းထုတ်လိုက်ပြီးသူမရဲ့ခန္ဓာကိုယ်ထဲကိုအတင်းအဓမ္မထည့်ပေးလိုက်ပါတော့တယ်လျိုဝမ်လင်ဟာစူးစူးဝါးဝါအော်ဟစ်လိုက်ပေမဲ့အချိန်နှောင်းသွားပါပြီရွှေရောင်အလင်းတိုင်ကြီးတစ်ခုဟာကျွန်တော်ကိုယ်ထဲကနေလျိုဝမ်လင်စီကိုစီးဝင်သွားပါတယ်ကျွန်တော်ရဲ့အသက်တက်တွေအလင်းမြန်ခန်းချောက်သွားတာကိုကျွန်တော်ခံစားလိုက်ရပါတယ်ကျွန်တော်ရဲ့ငကားစီနှစ်တွေလည်းလုံးဝပျောက်ကွယ်သွားပါပြီအရင်ကရှိခဲ့တဲ့ပူနွေးတဲ့ရန်စွမ်းအားတွေနေရာမှာအေးဆက်လာတဲ့ရင်အေးဓာတ်တွေကအစားထိုးဝင်ရောက်လာပါတယ်ဒီအခိုက်အတန့်ကစပြီးကျွန်တော်ဟာအဆုံးမရှိတဲ့အမှောင်ထုတွေကိုကြားရောက်သွားပြီးအဆုံးရောက်တဲ့ရင်ကံကြမ္မာပိုင်ရှင်ဖြစ်သွားပါပြီတစ်ဖက်မှာတော့ရွှေရောင်အလင်းတန်းတွေကြားမှာလျိုဝမ်လင်ရဲ့ခန္ဓာကိုယ်ဟာကြီးမားလာပြီးအေယာမမွေစိမ်းကြီးတစ်ကောင်ဖြစ်ပြောင်းလဲသွားပါတယ်အဲ့ဒီနောက်တစ်စက္ကန့်မှာပဲမယုံနိုင်စရာကောင်းတာတစ်ခုဖြစ်လာပါတော့တယ်သူမရဲ့အစိမ်းရောင်အကြေးခွန်တွေဟာချက်ချင်းဆိုသလိုငွေဖြူရောင်တွေအဖြစ်ပြောင်းလဲသွားပါတယ်ခြေထောက်တွေမှာလည်းလက်သေးလေးခုထွက်ပေါ်လာပြီးကြောပြင်မှာတော့အေယာမအစိမ်းရောင်အတောင်ပံတစ်စုံဖြန့်ထွက်လာပါတော့တယ်သူမရဲ့မျက်လုံးတွေကလည်းကြည်လင်တဲ့မျက်တငယ်အိမ်တွေဖြစ်သွားသလိုခေါင်းပေါ်မှာလည်းငကားဥချိုတွေထွက်ပေါ်လာပါတယ်ခန့်ညားထဲဝါလာတဲ့ငွေဖြူရောင်စစ်မှန်တဲ့ငကားမကြီးတစ်ကောင်ဟာကောင်းကင်ယံမှာအရှိန်ဟုန်နဲ့ဝဲပြန်နေပါတော့တယ်အဲ့ဒီအခိုက်အတန့်မှာပဲကဘာကြီးရဲ့အယောင်တွေဟာပြောင်းလဲသွားပြီးကောင်းကင်ယံမှာမှောင်မဲတဲ့တိမ်တိုက်တွေလိမ့်တက်လာပါတော့တယ်မဖြစ်နိုင်လားငွေတကောင်ကဘလို့လုပ်ပြီးစစ်မှန်တဲ့ငကားဖြစ်လာနိုင်မှာလဲငကားနက်ကြီးရဲ့မျက်လုံးထဲမှာပထမဆုံးအကြိမ်အဖြစ်ကြောက်ရွံ့မှုတွေအရေးရောင်ဖြတ်ပြေးသွားပြီးသူဟာလှည့်ပြေးဖို့ကြိုးစားပါတော့တယ်ဒါပေမဲ့ငွေရောင်ငကားမကြီးကတော့သူမရဲ့ပါးစပ်ကိုဟာလိုက်ပါတယ်ကြောက်မက်ဖွယ်ကောင်းလာတဲ့ငကားသက်ရှူထုတ်တဲ့အတူပြင်းထန်တဲ့စွမ်းရည်တွေပန်းထွက်လာပြီးငကားနက်ကြီးကိုတနေရာထဲမှာတင်အသေးချုပ်ထားလိုက်ပါတော့တယ်ငကားနက်ကြီးရဲ့ခန္ဓာကိုယ်ဟာအဲ့ဒီအရှိန်ဝါအောက်မှာတရှူးရှူးနဲ့လောင်ကျွမ်းလာပြီးအမဲရောင်အကြေးခွန်တွေဟာတလက်မချင်းစီကွဲအပ်ကုန်ပါတယ်သူဟာသွေးပြတ်မတက်ဆူဆူဝါးဝါအော်ဟစ်နေပေမဲ့လုံးဝယုံမထွက်နိုင်ပါဘူးအဲ့ဒီနောက်မှာတော့ငွေရောင်ငကားမကြီးဟာသူမရဲ့အတောင်ပံတွေကိုခတ်လိုက်ပြီးဟင်းလင်းပြင်ကိုဖောက်ထွက်ကာငကားနက်ကြီးရဲ့အပေါ်တက်မှာချက်ချင်းဆိုသလိုပေါ်လာပါတယ်သူမရဲ့အေယာမလက်သေးကြီးဟာဟင်းလင်းပြင်ကိုတောင်စုပ်ခဲနိုင်တဲ့အားအင်တွေနဲ့အတူငကားနက်ကြီးရဲ့ဥကောင်းပေါ်ကိုအရှိန်နဲ့ရိုက်ချလိုက်ပါတော့တယ်ငကားနက်ကြီးရဲ့ခန္ဓာကိုယ်ဟာအမဲရောင်မီကိုငွေတွေဖြစ်ပောက်ကွဲထွက်သွားပြီးရွှေဖြူရောင်ငကားမိရှံတွေကအဲ့ဒီမီကိုတွေကိုဘာမှမကြံအောင်လောင်ကျွမ်းပစ်လိုက်ပါတယ်သူဟာမဲမောင်နေတဲ့တိမ်တိုက်တွေနဲ့အတူကောင်းကင်ယံမှာအပီးတိုင်ပျောက်ကွယ်သွားပါတော့တယ်နောက်တစ်စက္ကန့်မှာတော့ကောင်းကင်တစ်ခုလုံးတက်တန်ရောင်တိမ်တိုက်တွေနဲ့ပြည့်နှက်သွားပြီးငကားစွမ်းအင်တွေဟာကဘာမြေပေါ်ကိုမိုးရေတွေလိုမျိုးရွာကျလာပါတယ်ကျွန်တော်လည်းနောက်ထပ်တောက်မခံနိုင်တော့ပဲခန္ဓာကိုယ်တစ်ခုလုံးပျော့ကွယ်ပြီးနောက်ကိုလဲကျသွားပါတော့တယ်နှွေးထွေးတဲ့အထီးတွေးတစ်ခုကကျွန်တော်ကိုဖမ်းထိန်လိုက်ပါတယ်ငွေရောင်ငကားမကြီးဟာလင်းမြန်စွာပဲတင်းငယ်သွားပြီးလျိုဝမ်လင်ရဲ့လူသားပုံသဏ္ဍာန်အဖြစ်ပြန်ပြောင်းသွားပါတယ်သူမရဲ့နဖူးဟာကျွန်တော်နဖူးနဲ့ထိကပ်နေပြီးသူမရဲ့နူးညံ့တဲ့နှက်ခမ်းလွှာတွေကကျွန်တော်နှက်ခမ်းပေါ်ကိုအသာယာထိတွေ့သွားပါတယ်နှွေးထွေးတဲ့စွမ်းရည်တွေဟာကျွန်တော်ကိုယ်ထဲကိုစီးဝင်လာပါတယ်ယောက်ျားအေးလိုက်ပါတော့အဲ့ဒါဟာကျွန်တော်နောက်ဆုံးကြားလိုက်ရတဲ့အတန်ပါပဲအရာအလုံးမှောင်တိကျသွားပြီးကျွန်တော်သတိလစ်သွားခဲ့ပါတယ်အချိန်ဘလောက်ကုန်ဆုံးသွားလဲဆိုတာကျွန်တော်မသိပေမဲ့မျက်လုံးတွေကိုဖြည်းဖြည်းချင်းပြန်ဖွင့်လိုက်တဲ့အခါမှာတော့ကျွန်တော်ဟာရင်းနှီးနေတဲ့ကိုယ်အိပ်ရာဘုတ်ကိုပြန်ရောက်နေပါပြီနေရောင်ကြီးတွေဟာပြင်းပေါက်ကနေဖြာကျနေတာပေါ့ကျွန်တော်ရဲ့ဘေးနားမှာတော့စားတဆောင်မင်္ဂလာစာချုပ်တစ်ခုနဲ့မွေစိမ်းရောင်ငကားအကြီးခွန်ပုံစံကြောက်စိမ့်ဆွဲသီးလေးတစ်ခုရှိနေပါတယ်ကျွန်တော်စာကိုဖွင့်ဖတ်လိုက်တဲ့အခါရင်းနှီးနေတဲ့လက်ရည်လေးတွေကိုမြင်လိုက်ရပါတယ်ကျမရဲ့အမျိုးသားရေနဆွန်ကာမင်းကတော့တည်သွားပါပြီရှင်းရဲ့အဆုံးရောက်ရင်ကံကြမ္မာကိုတော့အမြင့်ပြတ်မကူတာနိုင်သေးပေမဲ့ငါရဲ့စစ်မှန်တဲ့ငကားကျင့်ကြံမှုတွေနဲ့အဲ့ဒီကံကြမ္မာကိုဒီငကားကြေးခွန်ကြောက်စိမ့်ဆွဲသီးထဲမှာချုံနှောင်ပေးထားခဲ့ပါတယ်ဒါကိုရှင့်ကိုမှအမြဲဆောင်ထားသေးရတော့ရှင့်ရဲ့ယင်ကံကြမ္မာကိုနှိမ်နှင်းပေးထားလိမ့်မယ်ငါအတွက်ကတော့ငါရဲ့ကိုယ်ပိုင်ဘေးဒုက္ခကျင့်စဉ်တွေကိုရင်ဆိုင်ဖို့တွားရတော့မယ်ဖီးနဲ့မယ်18ယောက်စလုံးလဲတွေးကတိကိုဝတ်ပြုပြီးသွားပြီးသူတို့မင်းစီကယူထားတဲ့ငကားသွေးကြွေးတွေကိုအကုန်ပြန်ဆက်ပြီးပြီမလို့ငါသူတို့ရဲ့ကံကြမ္မာကြိုးတွေကိုဖျက်တောက်ပစ်လိုက်ပြီးဒီနေ့ကစားပြီးမင်းတို့ကြားမှာဘာကြွေးမှမရှိတော့ဘူးကောင်းကောင်းမွန်မွန်နေထိုင်ပြီးငါပြန်လာမှာကိုစောင့်နေပါနော်မင်းရဲ့ဇနီးလျိုဝမ်လင်ကျွန်တော်ရဲ့လက်ချောင်းလေးတွေဟာစာရွက်ပေါ်ကစာလုံးလေးတွေကိုအသားရပုတ်တက်နေမိပါတယ်ကြံရစ်နေတဲ့နှွေးထွေးမှုတွေဟာအခုထိတကယ်ဖြစ်နေတယ်လို့ခံစားရတော့မှာပဲကျွန်တော်ဟာအဲ့ဒီငကားအကြီးကွန်ကြောက်စိမ့်ဆွဲသီးလေးကိုရင်ဘတ်မှာကတ်ထားလိုက်ပါတယ်ထူးခြားတဲ့နှွေးထွေးမှုတစ်ခုဟာအဲ့ဒီဆွဲသီးစီကနေထွက်ပေါ်လာပြီးအဲ့ဒါဟာဆရာရဲ့လက်ဖွားလေးလိုပါပဲဆရာထွက်သွားပြီးတဲ့နောက်မှာတော့ကျွန်တော်ဟာစိတ်ပြတ်အားငယ်ပြီးကြံရစ်မနေခဲ့ပါဘူးအဲ့ဒီအစားဆရာတင်ပေးခဲ့သမျှအရာအလုံးကိုအယိုးထဲအထိဆွဲမြဲနေအောင်ကြင်ကြံအားထုတ်မှုတွေထဲမှာပဲမြုပ်နှံထားလိုက်ပါတယ်တဆဆနဲ့ကျွန်တော်ဟာတစ်ချိန်ကကျွန်တော်ကိုချီနှောင်ထားခဲ့တဲ့ကံကြမ္မာဆိုးတွေကနေလွတ်မြောက်အောင်ကြိုးစားခဲ့ပါတယ်ကျွန်တော်ရဲ့ကြင်ကြံမှုတွေဟာတစ်နေ့ထက်တစ်နေ့ပိုပြီးနှက်ဆိုင်လာခဲ့ရကနေနောက်ဆုံးမှာတော့မယုံနိုင်လောက်တဲ့အဆင့်တစ်ခုအထိရောက်ရှိသွားခဲ့ပါတယ်ကြင်ကြံမှုတွေအခြေတကျဖြစ်သွားတဲ့နောက်မှာတော့ကျွန်တော်ဟာဟောင်းနှံ့နေပြီဖြစ်တဲ့အဲ့ဒီမင်္ဂလာစာချုပ်ကိုယူဆောင်ပြီးဆရာရဲ့ခြေရာတွေကိုရှာဖွေဖို့တစ်ကမ္ဘာလုံးကိုလှည့်လည်သွားလာခဲ့ပါတယ်နောက်ဆုံးမှာတော့ကွန်လုံးခန်ဝန်တောင်ရဲ့ကျင့်စဉ်အောင်မြင်မှုစမ်းသပ်ရာဆင်မြင့်မှာတဲ့တဲ့မြရှိတဲ့စိမ့်ဆိုတဲ့အလင်းတန်းလေးတစ်ခုကိုရှာတွေ့ခဲ့ပါတယ်အဲ့ဒီအချိန်ကြာမှပဲကျွန်တော်အမှန်တရားကိုသိလိုက်ရတာပါဆရာဟာသူမရဲ့ကျင့်စဉ်အောင်မြင်ဖို့ဘေးဒုက္ခတွေကိုရင်ဆိုင်ရတဲ့အချိန်မှာမကြော်ဖြတ်နိုင်တဲ့ကောင်းကင်ယံရဲ့ကပ်ပေးကြီးတစ်ခုနဲ့တိုးခဲ့တာပါလူသားလောကကြီးကိုကာကွယ်ဖို့အတွက်သူမဟာကိုကယ်တင်ဖို့မရွေးချယ်ခဲ့ပါဘူး
အဲ့ဒီအစားသူမဟာသူမရဲ့ဝိညာဉ်ကိုအစိတ်စိတ်အမော်မှာခွဲပစ်လိုက်ပြီးရှိသမျှကြင်ကြံမှုအလုံးကိုသုံးကဝါကင်းကမြေကမ်းပါးကိုနှစ်ပေါင်း100တိုင်တိုင်စောင့်ရှောက်ခဲ့တာပါသူမဟာသူမရဲ့ပင်မဝိညာဉ်အပိုင်းအစလေးတစ်ခုတည်းကိုပဲခြံထားခဲ့ပြီးအဲ့ဒီအပိုင်းအစလေးကတော့တန်တရားတဲ့ကိုကြားရောက်သွားခဲ့ပါတယ်အမှန်တရားကိုသိလိုက်ရပြီးတဲ့နောက်မှာတော့ကျွန်တော်ဟာတယောက်တည်းဆက်ပြီးအသက်မရှင်လို့တော့ပါဘူးအဲ့ဒီအတွက်ကျွန်တော်ဟာဝါကင်ကမြင့်နဲ့မင်းစီကိုတွားပြီးကျွန်တော်ရဲ့စစ်မှန်တဲ့ငကားသွေးမျိုးဆက်ကိုပူဇော်တက္ကအဖြစ်ဆက်တလိုက်ပါတယ်ဆရာကိုပြန်ရှာတွေ့ဖို့အတွက်တန်တရားတဲ့ကိုဝင်ခွင့်ရမယ့်အခွင့်အရေးတစ်ခုတည်းကိုပဲတောင်းဆိုခဲ့တာပါကျွန်တော်ရဲ့ဒီလောက်ကြီးမားတဲ့တန်ရောစင်ကိုမြင့်နဲ့မင်းကြီးကိုယ်တိုင်တောင်စိတ်မကောင်းဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့သူကကျွန်တော်ကိုသတိပေးခဲ့ပါတယ်တန်တရားတဲ့ရောက်သွားရင်အမှတ်တညာတွေအကုန်ပျောက်ဆုံးသွားမှာဖြစ်တယ်လို့ဝိညာဉ်တွေလည်းကွဲလွင့်သွားနိုင်တယ်လို့ပေါ့ကျွန်တော်တို့နှစ်ယောက်ပြန်ဆုံးမဆုံးဆိုတာကတော့ကံကြမ္မာအပေါ်မှာပဲမူတည်ပါတော့တယ်နှစ်ပေါင်း100ကြာပြီးတဲ့နောက်ရင်ရှမ်းဆိုတဲ့ရွာလေးကစုပ်ပြက်နေတဲ့ရွှွန့်အိမ်လေးတစ်လုံးထဲမှာပိန်ပိန်ပပကောင်လေးတစ်ယောက်ဟာအိတ်ချင်မူတူးနဲ့မျက်လုံးတွေကိုပို့ရင်းအိမ်နောက်ဖေးကမျက်ခင်းပြင်စီကိုစီးသွားဖို့ထွက်လာခဲ့ပါတယ်မျက်ခင်းသားကိုရောက်တဲ့အချိန်မှာပဲတခုခုလှုပ်ရှားနေတဲ့အတန်တဲတဲလေးကိုကြားလိုက်ရပါတယ်သူကမျက်ပင်တွေကိုဖယ်ပြီးငုံကြည့်လိုက်တဲ့အခါမှာတော့မြေကြီးပေါ်မှာခွေနေတဲ့ဒဏ်ရာရထားတဲ့မွေစိမ်းလေးတစ်ကောင်ကိုတွေ့လိုက်ရပါတယ်အဲ့ဒီမွေလေးရဲ့တကိုယ်လုံးမှာသွေးတွေစွန့်ထစ်နေတာပေါ့သူမဟာအားနည်းလာတဲ့အရှိန်နဲ့ခေါင်းကိုမော့ကြည့်လိုက်ပါတယ်သူမရဲ့မျက်တုံငယ်အိမ်လေးတွေဟာမျက်ရည်တွေနဲ့ဝိုင်းနေပြီးတောက်ပနေပါတယ်အဲ့ဒီမျက်လုံးတွေထဲမှာကြမ်းတမ်းတဲ့အရေးအယောင်လေးတစုံတစတောင်မရှိပါဘူးပြောရမယ်ဆိုရင်တစုံတစ်ယောက်ရဲ့အနိုင်ကျင့်ခြင်းကိုခံထားရတယ်လို့မျိုးတနာစရာကောင်းတဲ့ပုံစံလေးပါကောင်လေးဟာကြောက်မသွားပါဘူးအဲ့ဒီအစားသူဟာမထင်မှတ်ပဲထူးဆန်းတဲ့တနာစရာခံစားချက်ကြီးကိုခံစားလိုက်ရပါတယ်သူဘာမှမစင်စားပဲမွေလေးနားမှာထိုင်ချလိုက်ပါတယ်ဒါကိုသူကိုယ်တိုင်လည်းရှင်းပြလို့မရပါဘူးဒီမွေစိမ့်လေးဟာသူ့အတွက်တော့တနေရာရာမှာထူးထူးဆန်းဆန်းရင်းနှီးနေတယ်လို့မျိုးခံစားနေရပါတော့တယ်